အခုတက်ရောက်သူတွေဝင်ရောက်လာတာကိုစောင့်နေကြတဲ့အချိန်မှာချက်ထဲမှာမိတ်ဆက်တဲ့စာသားတွေရေးပို့ပေးပါအောင်ကိုနာမည်ရဲ့ဘယ်ကနေ join နေတာလဲဆိုတာရဲ့ဘယ်အဖွဲ့အစည်းရလဲဆိုတာရဲ့လေးရေးပေးလိုက်ပါအောင်ဟုတ်အခုစတင်လိုက်ပါတော့မယ်အချိန်ကတ်သက်ရှိတဲ့အတွက်အစီအစဉ်နဲ့အပြည့်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့စောစောစားလိုက်ပါမယ်အားလုံးကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကာလိုစ်ပါနံပါတ်1ရဲ့ Global and Environment Team ကဖြစ်ပါတယ်ကျွန်တော်နံပါတ်1နဲ့ GJN ရဲ့ကိုစားအားလုံးကိုဒီနေ့အစီအစဉ်လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးအတွက်အသုံးဝင်တဲ့ဟောပြောပွဲတစ်ခုဆွေးနွေးပွဲတစ်ခုဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဒါမစခင်မှာအတိ base check လေးတချို့ရှိပါတယ်စကားပြန်ရှိပါတယ်အင်္ဂလိပ်ပြင်သစ်စပိန်မြန်မာစာနဲ့စကားပြန်ရှိပါတယ်ဒီကနေ့အောက်ခြေမှာကမ္ဘာလုံးပုံလေးရှိတယ်အဲ့ဒီကမ္ဘာလုံးပုံနှိပ်ပြီးတော့ကိုနားထောင်ခြင်းနဲ့ဘာသာစကားကိုရွေးချယ်လို့ရပါတယ် Zoom ထဲမှာကိုယ့်ရဲ့နာမည်အဖွဲ့အစည်းနာမည်နဲ့ကို rename လုပ်ထားလို့ရပါတယ်မိုက်ခရိုဖုန်းတော့ပိတ်ထားပေးပါစကားပြောမနေလို့ရှိရင်မိုက်ခရိုဖုန်းပိတ်ထားပေးပါ connection အဆင်ပြေတယ်ဆိုလို့ရှိရင်ဗီဒီယိုဖွင့်ထားပေးလို့ရပါတယ်ဒီနေ့ကအလူဦးရေအများများတဲ့အတွက်တက်ရောက်သူအများကြီးများတဲ့အတွက်ရဲ့အချိန်ကန့်သက်ရှိတဲ့အတွက်ကြောင့်ရဲ့ဆွေးနွေးချက်တွေကို chat ကနေပဲလုပ်ဖြစ်မှာပါဒီနေ့ chat ထဲမှာကိုဖြည့်စေခြင်းနဲ့မေးခွန်းတွေကိုထည့်ရေးပေးလိုက်လို့ရတယ်ပြီးတော့ speaker တဦးဦးကိုဘယ်သူကိုမဆိုမေးခြင်းနဲ့မေးခွန်းတွေကိုလည်း chat ထဲမှာရေးပေးလိုက်လို့ရပါတယ်ကျွန်တော်တို့ chat ကိုကြည့်နေပါမယ်တက်လာသမျှမေးခွန်းတွေကို panelist တွေကိုဘယ်သူစီကိုပေးပို့ပေးရမလဲလို့လိုက်ဖတ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့တွေကဒီမေခွန်းအကုန်မဖြေနိုင်ဘူးဆိုလို့ရှိရင်လည်းနောက်ပိုင်းကျတော့မှအဖြေတွေကို email နဲ့လှမ်းပြီးတော့ပို့ပေးလို့လည်းရတယ်ဒါကြောင့်မလို့ဒီနေ့ chat ကနေပြီးတော့အားလုံးရေးသားပါဝင်ခြင်းလှုပ်ဆောင်ဖို့တိုက်တွန်းလိုပါတယ်ကျွန်တော်တို့တွေမစခင်မှာအခုဒီဤစကားပြောဆိုခြင်းဆွေးနွေးခြင်းမစခင်မှာစစ်တမ်းလေးတစ်ခုကောက်ချင်ပါတယ်အားလုံးကိုကျွန်တော်မေးခွန်းတစ်ခုမေးချင်ပါတယ် community monitoring ပေါ့ရက်ရွာအစဉ်စောင့်ကြည့်လေ့လာခြင်းဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါမှာကိုဘာကိုနားလည်မိသလဲနံပါတ်1ပတ်ဝန်းကျင်အပြောင်းအလဲတွေကိုရက်ရွာလူထုဟာအယုံဆိုင်စောင့်ကြည့်ခြင်းဖြစ်ပါသလားထိရောက်မှုတက်ရောက်မှုထိခိုက်မှုတွေကိုစနစ်တကျမှတ်တမ်းတင်ခြင်းဖြစ်သလားနံပါတ်3ကကြတော့ကျွမ်းကျင်သူတွေလုပ်ရမယ့်ကိစ္စပဲဖြစ်တယ်ဆိုပြီးထင်သလားနံပါတ်4ကကြတော့ရက်ရွာလူထုကတောင်းဆိုမှုတစ်ခုလုပ်ဖို့အတွက်သုံးရမယ့်နည်းလမ်းတစ်ခုလို့ထင်သလားဒါမှမဟုတ်တခြားဘာလို့ထင်ပါသလဲဒီ၄ခုစလုံးမဟုတ်ဘူးဆိုရင်ကိုထင်တဲ့တခြားကိစ္စတစ်ခုခုကိုချက်ထဲရနေပြီးရေးပေးလို့ရပါတယ်ဆိုတော့1 2 3 4တစ်ခုခုကိုရွေးပေးလိုက်ပါအောင် community monitoring ရက်ရွာအဆင့်အဆောင်ကြည့်လေ့လာခြင်းဆိုတဲ့စကားကိုကြားတဲ့အခါမှာဘာအတိတ်ပဲကအမှန်ဆုံးလို့ထင်ပါသလဲအားလုံးကတော့အအမှတ်နံပါတ်2ကိုတော်တော်လေးယူနေကြတာကိုတွေ့ရပါတယ်။ရရွာအပေါ်မှာထိခိုက်သက်ရောက်မှုတွေကိုစနစ်တကျမှတ်တမ်းတင်ခြင်းဖြစ်တယ်လို့တော်တော်များများယူနေကြတာကိုတွေ့ရတယ်။ဟုတ်လောလောဆယ်ဖြေဆိုနေကြတဲ့သူ61ရာနှုန်းရှိပြီ။ပထမဆုံးလူအများဆုံးရွေးချယ်တာကြတော့ရရွာလူထုကကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အပြောင်းအလဲတွေကိုလေ့လာစောင့်ကြည့်ခြင်းဆိုပြီးတော့ဖြေတဲ့သူအများဆုံးရှိနေပါတယ်။အခုဖြေသလောက်မှာနံပါတ်1ကိုအများဆုံးဖြေနေကြတာကိုတွေ့ရတယ်။ကောင်းပြီ။အခုဆိုရင်တော့ကျွန်တော်တို့တွေရရွာအဆင့်စောင့်ကြည့်လေ့လာခြင်းဆိုတဲ့စကားရပ်အပေါ်မှာဘယ်လိုနားလည်သလဲဆိုတဲ့ခန်းစားချက်နားလည်မှုတရရှိလာပြီလို့ထင်ပါတယ်။အခုကျွန်တော်စစ်တမ်းကောက်တဲ့အားကိုရပ်လိုက်ပါမယ်။မိကုံးဖြေတာရပ်သွားပြီ။ဟုတ်ပြီ
အခုလောလောဆယ်အားလုံးရလိုက်တဲ့အချိန်မှာအဖြေဒီလိုထွက်လာပါတယ်အများစုရွေးလိုက်တဲ့အဖြေသည်ရပ်ရွာပေါ်မှာထိခိုက်သက်ရောက်မှုတွေကိုစနစ်တကျမှတ်တမ်းတင်ခြင်းလို့ယူဆကြပါတယ်ဒီလိုနားလေတာလည်းမှန်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဆွေးနွေးရမယ့်တဲ့ကအရေးအကြီးဆုံးအပိုင်းတစ်ခုကိုသွားပါတော့မယ်အားလုံးဖြည့်ပေးကြတဲ့အတွက်တွေအဲပြီးတော့ပါဝင်ကြတဲ့အတွက်ရဲ့အရင်ကျေးဇူးတင်ပါတယ်ယနေ့ကျွန်တော်ဆီယနာမေရိုပီကိုမိတ်ဆက်ပေးခြင်းပါတယ်ကရေဘီယန်ပင်လယ်ကရာသီဥတုဆိုင်ရာတရားမျှတမှုအစီအစဉ်ကိုညွှန်ကြားရေးမှူးအနေနဲ့ဆောင်ရွက်နေသူတူဖြစ်ပါတယ်ဆီယနာမေရိုပီဖြစ်ပါတယ်ပြီးတော့သူရဲ့ project တွေထဲမှာရရွာနဲ့ပူးပေါင်းပါဆောင်ရွက်မှုတွေပြီးတော့ဒီသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေရာသီဥတုပြောင်းလဲမှုတွေနဲ့လူမှုယဉ်ကျေးမှုအခွင့်အရေးတွေကိုကာကွယ်ဆောင်ရှောက်ခြင်းလုပ်ငန်းစဉ်တွေကိုများစွာလှုပ်ဆောင်နေတဲ့သူဖြစ်ပါတယ်။ CNR အခုယနေ့ပါဝင်ပေးတဲ့ moderator အနေနဲ့ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပြီးတော့General ကိုလည်းယနေ့ဟိုဖိတ်ခေါ်လိုက်ပါမယ်ဆိုတော့ယနေ့ CNR ကိုအရင်ဆုံးဆက်ပြီးတော့ဖိတ်ခေါ်ပါတယ် CNR ကနေပြီးတော့ဒီအစီအစဉ်ကို moderator လုပ်ပေးပါလိမ့်မယ်အားလုံးကြိုဆိုလိုက်ပါတယ်ကာလုစ်intro လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နံပါတ်1ကိုလည်းကျွန်မကိုဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခုနကာလုစ်ပြောသလိုမျိုးပဲကျွန်မနာမည် Sienna ဖြစ်ပါတယ် Global Justice Clinic လို့ခေါ်တဲ့ New York တက္ကသိုလ်ကအဖွဲ့အစည်းတစ်ခုမှကျွန်မအလုပ်လုပ်ပါတယ်ရရွာအခြေပြုအဖွဲ့အစည်းများစွာနဲ့ကျွန်မတို့တွေအလုပ်အကိုင်ဆောင်ရွက်ကြတယ်လူဦးရေနဲ့ပတ်သက်ပြီးတော့လူမျိုးနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကာကွယ်ဆောင်ရှောက်မှုလုပ်ငန်းတွေကိုကျွန်တော်တို့ဆောင်ရွက်ပါတယ်အဓိကကတော့ရာသီဥတုအပြောင်းအလဲနဲ့ဒီလူတွေရဲ့ဘဝမျက်နှာစာတွေချိတ်ဆက်မှုအပိုင်းကိုအယုံစိုက်ပြီးတော့ဆောင်ရွက်ကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အနေငယ်အတွင်းထဲမှာကျွန်တော်တို့တွေလည်းဒီရရွာအပေါ်မှာထိခိုက်နေတဲ့တပ်တူတွေနဲ့ရဲတပ်ရောက်မှုတွေကိုလေ့လာစောင့်ကြည့်ခြင်းအလုပ်ကိုကျွန်တော်တို့ဆောင်ရွက်နေခဲ့ပါတယ်ယနေ့ဒီနေ့ကျွန်တော်တို့ဘာကိုဆွေးနွေးကြမလဲဆိုတော့ရက်ရွာအဆင့်လေးလာဆောင်ကြည့်ခြင်းကိုဆောင်ရွက်ကြဆွေးနွေးကြပါမယ်ရက်ရွာအဆင့်လေးလာဆောင်ကြည့်ရေးကိုကျွန်တော်တို့ပို့ပြီးတော့နားလဲလာအောင်လို့ယနေ့ပွဲကအထောက်အကူပြုပေးမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ moderator တွေအနေနဲ့တလိုင်းတလောက်အနည်းဆုံးပြောပြီးတော့ဖိတ်ခေါ်ထားတဲ့ဟောပြောသူတွေဆီကနေပြီးတော့အများဆုံးနားထောင်ကြပါမယ်အားလုံးသိကြတဲ့အတိုင်းပဲတတူတွင်တွေကရက်ရွာအပေါ်မှာထိခိုက်မှုအင်မတန်ကြီးတယ်။တဘာပတ်ဝန်းကျင်ပေါ်မှာထိခိုက်မှုအင်မတန်ကြီးတယ်။ပြီးတော့ဒီတတူတွင်ဆောင်ရွက်တဲ့သူတွေကိုတာဝန်ခံခိုင်းတဲ့နေရာမှာအခက်အခဲအများကြီးရှိပါတယ်အကြီးဆုံးအခက်အခဲကတော့ဒီတတူတွေဆောင်ရွက်နေတဲ့သူတွေနဲ့ရက်ရွာနဲ့ကြားထဲမှာသတင်းအချက်လက်မညီမျှမှုပါ mining company တွေတတူတဲ့ကုမ္ပဏီတွေကသတင်းအချက်လက်အများကြီးသူတို့မှရှိကြတယ် data တွေအများကြီးသူတို့တွေစုစည်းထားတယ်အချက်လက်သူတို့တွေအများကြီးသိကြတယ်ဒါပေမဲ့ရက်ရွာကိုကြတော့ပေးမသိကြဘူးအစိုးရဘက်ကလေးလာဆောင်ကြည့်ရမယ့်သူတွေရရွာဘက်ကလေးလာဆောင်ကြည့်ရမယ့်သူတွေသူတို့တွေလက်ထက်မှာကြတော့သတင်းအချက်လက်ကအင်မတန်နည်းကြပါတယ်ဆိုတော့ဒီလိုသတင်းအချက်လက်မမျှတမှုကနေရာဒေသမျိုးစုံမှာရှိနေပါတယ်ဆိုတော့ကျွန်တော်တို့တွေအချက်လက်ကောက်ယူဖို့အတွက်ပြီးတော့ရရွာအဆင့်မှာပို့ပြီးတော့အတိအမြင်ကျယ်ပြန့်လာဖို့အတွက်ဒီလိုအလုပ်တွေလုပ်လိုက်တဲ့အခါမှာတာဝန်ခံမှုလုပ်ငန်းစဉ်တွေဘယ်လိုပို့ပြီးတော့ကောင်းသွားမလဲဆိုတာတွေကိုလည်းကျွန်တော်တို့တွေဆွေးနွေးကြပါမယ်အခုကျွန်မအတန်နည်းနည်းခက်ခဲဖြစ်နေလို့เนาะကျန်တဲ့သူတွေကကျွန်မကိုတခြားကြားရရလားမသိဘူးကျွန်မဒီမှာဟုတ်ရပြီကျွန်မအတန်ကြားရမယ်နဲ့တူတယ်ဆက်သွားလိုက်ပါမယ်ဆိုတော့အင်မတန်တက်ကြွပါတယ်ဆိုတဲ့ရရွာအဆင့်လေ့လာဆောင်ကြည့်သူတွေတောင်မှပဲရရွာအဆင့်မှာအခက်အခဲတွေကြုံနိုင်သေးတယ်ဒါကြောင့်မလို့ကျွန်မတို့တွေရရွာအဆင့်မှာဒီလေးလာဆောင်ကြည့်ခြင်းအလောက်ကရရွာအပေါ်မှာပို့ပြီးတော့အင်အားပေးနိုင်တဲ့အလုပ်တစ်ခုဖြစ်ကြောင်းကိုကျွန်တော်တို့တွေမြင်ကြရပါလိမ့်မယ်ရရွာအဆင့်မှာအတိအမြဲမြင့်တင်ဖို့အတွက်ဗဟုသုတတိဆောက်ဖို့အတွက်ရရွာဝင်ပုဂ္ဂိုလ်တွေလက်ထဲမှာထိန်ချုံနိုင်မှုပို့ပြီးတော့ရှိလာစေဖို့အတွက်ရရွာလက်ထဲမှာသတင်းအချက်လက်ပို့ပြီးတော့များများရလာစေဖို့အတွက်ဘယ်လိုနည်းလမ်းတွေသုံးကြမလဲဆိုတာကိုကျွန်တော်တို့တွေဆွေးနွေးကြမယ်
တချို့နေရာတွေမှာတော့ဒီဂျိုတူဓာတ်ပုံတွေဘာတွေတုံးကြတာရှိတယ်ဒါပေမဲ့လည်းရိုက်ရွာအဆင့်လေ့လာစောင့်ကြည့်ခြင်းမှာခင်မီတဲ့နီးစနစ်တွေစက်ပစ္စည်းတွေသုံးစရာမလိုဘူးအဲ့ဒီအစားရိုက်ရွာကသူတို့မြင်တဲ့အကြောင်းသူတို့သိတဲ့နားလည်တဲ့အကြောင်းအရာတွေကိုပဲမှတ်တမ်းတင်ခြင်းအပြင်လေ့လာစောင့်ကြည့်ခြင်းအလုပ်ကိုကောင်းစွာလုပ်နိုင်ပါတယ်ပြီးတော့ဒီတတ်တူတွေနေအကြောင်းပြောင်းလဲမှုတွေကိုဘယ်လိုမျိုးမှတ်တမ်းတင်ရမလဲဆိုတဲ့နည်းလမ်းကိုသိတယ်ဆိုလို့ရှိရင်ပဲလေ့လာစောင့်ကြည့်ခြင်းအလုပ်ကိုပုံမိုထိရောက်စွာလုပ်ဆောင်နိုင်ပါလိမ့်မယ်ဒီနေ့ဆွေးနွေးတဲ့ပွဲကိုလူတွေအများကြီးလာတက်တာကလည်းဟာဒီလုပ်ငန်းအရေးကြီးကြောင်းသက်သေတစ်ခုဖြစ်ပါတယ်ရွှေဈေးရတဲ့ကမ္ဘာအနှံ့မှာပို့ပြီးတော့တက်လာတယ်ရွှေတူးဖော်မှုလည်းပို့ပြီးတော့အရှိန်မြင့်လှုပ်ဆောင်လာကြတယ်ပြီးတော့ထိခိုက်မှုတွေကလည်းပို့ပြီးတော့မြင့်တက်လာကြပြီဆိုတော့အခုလောလောဆယ်မှာဒီတတူတူဖော်မှုတွေကကမ္ဘာအနှံ့မှာပို့ပြီးတော့အရှိန်မြင့်ပြီးဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မို့လို့ရရအဆင့်ထိခိုက်မှုတွေကကမ္ဘာအနှံ့ဖြစ်ပွားနေတာဖြစ်ပါတယ်ဆိုတော့ဒေသတစ်ခုနိုင်ငံတစ်ခုထဲမှာဖြစ်တာမဟုတ်ပဲတစ်ကမ္ဘာလုံးမှာပြန့်နှံ့နေတဲ့ကပ်ရောဂါပုံစံလိုမျိုးကိုဒီတတူတွင်လုပ်ငန်းတွေကဖြစ်နေတာဖြစ်ပါတယ်ဆိုတော့ကျမတို့တွေအဲအမေခွန်အနေငယ်ရှိတယ်အဲ့ဒီအမေခွန်တွေကိုဟောပြောသူတွေစီကိုပေးကြမယ်ပြီးတော့အဲ့ဒီဟောပြောသူတွေကတယောက်ချင်းစီမေခွန်းတွေကိုဖြေကြမယ်ပြီးွားရင်ဒီမေခွန်းတွေကိုတယောက်သူအခုနားထောင်သူတွေကလည်းလိုက်လည်စဉ်းစားကြမယ်ကိုတီးလိုက်မြင်လိုက်တဲ့အကြောင်းအရာတွေကိုတီးမြင်တဲ့အကြောင်းအရာတွေကိုချက်ထဲမှာလည်းဝင်ပြီးတော့ရေးပေးလို့ရတယ်မေခွန်းတွေလည်းဝင်ပြီးတော့မေးလို့ရပါတယ်ဟောပြောသူတွေကိုကျမတို့ခဏနေကြလို့ရှိရင်ထပ်ပြီးမိတ်ဆက်ပေးပါအောင်မယ်ဟောပြောသူတဦးချင်းစီကိုမေခွန်းမေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမေခွန်းတွေကိုချက်ထဲမှာပေးလို့ရတယ်ကျမတို့တွေပွဲထဲမှာတစ်ချိန်မဟုတ်တစ်ချိန်ဖြေနိုင်ဖို့ကြိုးစားမယ်အခုဆိုရင်ကျမတို့တွေပထမဟောပြောသူကကြတော့ဟေတီကအဲတတူတွင်ကိစ္စအကြောင်းပြောပြမှာဖြစ်ပါတယ်ဟေတီမှာဆိုလို့ရှိရင်ဒီတတူတွင်လုပ်ငန်းတွေမတိုင်ခင်နဲ့တတူတွင်လုပ်ငန်းတွေအပြီးမှာရေအရည်အသွေးပြောင်းလဲလာတာရေနောက်ကျလာတဲ့ဖြစ်ရပ်တွေကိုမှတ်တမ်းတင်ကြတာတွေကိုတွေ့ရလိမ့်မယ်ဆိုတော့ရရွာတဲ့အနေနဲ့သူတို့ data ဘယ်လိုကောက်မလဲဆိုတာကိုဆွေးနွေးနိုင်ကြတယ်ပြီးတော့တခြားပြင်ပကလူတွေအကြောင်းရရွာကိုဘယ်လိုထိခိုက်တယ်လဲဆိုတာကို data ကောက်ယူထားခြင်းအပြင်အစိုးရနဲ့စကားပြောတဲ့နေရာမှာအထောက်အကူပြုနိုင်စေဖို့ပြီးတော့ဒီကုမ္ပဏီတွေကိုတာဝန်ခံခိုင်းတဲ့နေရာမှာအထောက်အကူပြုမှုတွေဖြစ်လာခဲ့တာကိုဂါယာနာနဲ့တခြားနိုင်ငံတွေမှာလည်းတွေ့ခဲ့ရတယ်ပြီးတော့ရရွာတစ်ခုတည်းရဲ့အခြေအနေကိုပဲမဟုတ်ပဲနိုင်ငံအနှံ့ကမ္ဘာအနှံ့ကကုမ္ပဏီတွေအားလုံးတာဝန်ခံမှုရှိလာအောင်လို့စုစည်းပူးပေါင်းအရေးဆိုမှုဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းကျမတို့တွေမေးကြပါမယ်ပထမဆုံးဒီမှာJames နဲ့ Beth Hogan တို့ကအတူဆွေးနွေးကြပါလိမ့်မယ်သူတို့တွေကရရွာအဆင့်လေးလာစောင့်ကြည့်ခြင်းနီလန်ကိုကြိုတင်ကာကွယ်နည်းအနေနဲ့ဘယ်လိုသုံးမလဲဆိုတာကိုပြောပါမယ်ပထမဆုံးဆွေးနွေးမှာကကြတော့Jean Freer ဖြစ်ပါတယ်အရင်ဆုံးမေခွန်းတစ်ခုပေါ့အားလုံးစဉ်းစားပြီးတော့ဝင်ဖြေလို့ရတဲ့မေခွန်းအဲ့ဒါချက်ထဲမှာလည်းလှမ်းပြီးတော့ပို့လိုက်ပါပြီရက်ရွာတဲ့အနေနဲ့ကိုယ့်ရဲ့ရေမြေနယ်နိမိတ်ကိုတပ်တူတွင်လုပ်ငန်းတွေကနေပြီးတော့အကာအကွယ်ဆောင်ရှောက်ဖို့အတွက်ဘလို့တရင်အချက်လက်တွေကိုစုဆောင်းထားတယ်ဆိုလို့ရှိရင်အကာကိုရက်ရွာအကာအကွယ်ဖြစ်မလဲဒီတပ်တူဖော်ခြင်းဆိုင်ရာအန်တရယ်ဒါမှမဟုတ်တခြားထိခိုက်စေတဲ့အလုပ်တွေကနေပြီးတော့ကိုယ့်မြေရေနယ်နိမိတ်ကိုကာကွယ်နိုင်အောင်လို့ဘလို့အချက်လက်တွေကိုစောစောမှတ်တမ်းတင်ထားတင်တယ်လဲဆိုတာကိုမေးမှာဖြစ်ပါတယ်ဟုတ်sorry ပါ James ကို Jean ကိုခဏကြားဖြတ်လိုက်ရပါတယ်အရင်မိတ်ဆက်ပေးခြင်းလို့ပါဂျင်းကပြင်သစ်လို့ပြောပါလိမ့်မယ်တကယ်လို့ပြင်သစ်စကားနားမထောင်ဘူးဆိုလို့ရှိရင်နားမထောင်တတ်ဘူးဆိုရင်အင်္ဂလိပ်ဘာသာစကားကိုရွေးချယ်ပြီးတော့နားထောင်လို့ရပါတယ်ပထမဆုံးမိတ်ဆက်ပေးရမှာတော့ Origin Prayer ဖြစ်ပါတယ်သူကလူခွင့်ရေးကာကွယ်ဆောင်ရှောက်သူတက်ကြွလှုပ်ရှားသူတူဖြစ်တယ်ရာသီဥတုကူပြောင်းလဲမှုဆိုင်ရာအလုပ်တွေအတွက်ကိုလည်းဆောင်ရွက်ကြသူတူဖြစ်တယ်
ကျမတို့နဲ့လည်းရေအခွင့်အရေးဆိုင်ရာလုပ်ငန်းတစ်ခုကို3 နှစ်ကျော်ပူးပေါင်းဆောင်ရွက်ခဲ့ပူပါတယ်နောက်ထပ်တစ်ယောက်ကကျတော့ Beth Hoagland ဖြစ်ပါတယ်သူကတော့မိုးလေဝသဆိုင်ရာအဲရေပိုင်းဆိုင်ရာကျွမ်းကျင်သူတူဖြစ်ပါတယ်ရေအရင်းမြစ်ဆိုင်ရာကျွမ်းကျင်သူတူဖြစ်တယ်ပြီးတော့ဒီသတ္တုတွင်းတွေအကြောင်းရေအရင်းမြစ်ပေါ်မှာထိခိုက်တဲ့ဖြစ်ရပ်တွေကိုဟေတီဂိုင်ယာနာ US တို့မှာလေ့လာထားသူတူလည်းဖြစ်ပါတယ်ဟုတ်ဂျင်းခုနကကြားဖြတ်မိတာ sorry ပါအခုစပြီးတော့ဆွေးနွေးလို့ရပါတော့မယ်အရင်ဆုံးမေးချင်တဲ့မေးခွန်းတစ်ခုရှိပါတယ်ဂျင်းကဘယ်အလုပ်တွေလုပ်ဖူးလဲဆိုတော့ရက်ရွာကိုယ်တိုင်ဆောင်ရွက်တဲ့ရေအရင်အမြင့်ဆိုင်ရာကနဦးသူတေသနတစ်ခုကိုဆောင်ရွက်ခဲ့ဖူးတယ်လို့ကျွန်မသိရပါတယ်အဲ့ဒီလေလာမှုမှာရက်ရွာအတွင်းမှာရှိနေတဲ့ရေအရည်အသွေးကိုမှတ်တမ်းတင်နိုင်တယ်လို့တွေ့ရတယ်။တတုတွင်းတွေဝင်မလာတတုတူးဖော်မှုလုပ်ငန်းတွေဝင်မလာခင်မှာကိုရေအရည်အသွေးကိုအခြေခံကနဦးစစ်တမ်းအနေနဲ့ကောက်ထားနိုင်တာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါဘာကြောင့်လုပ်ခဲ့တာလဲဘယ်လိုလုပ်ဖြစ်ခဲ့တာလဲဘာအကျိုးကျေးဇူးရခဲ့ပါသလဲ။အားလုံးပဲမင်္ဂလာနေ့လည်ခင်မှာအားလုံးတွေ့ရတာဝမ်းသာပါတယ်။ဒီလုပ်ငန်းစဉ်ကျွန်တော်တို့လုပ်လိုက်တဲ့လုပ်ငန်းစဉ်ကစိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်အနေနဲ့ဒီမေးခွန်းကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာတတုတွင်နဲ့တတုတူဖော်မှုလုပ်ငန်းတွေနဲ့ရက်ရွာနဲ့ကြားထဲမှာချိတ်ဆက်မှုတွေအများကြီးရှိပါတယ်ဒီလုပ်ငန်းစဉ်တွေကြောင့်ရက်ရွာကိုမထိခိုက်အောင်လို့ကျွန်တော်တို့ကြိုတင်ကာကွယ်ရပါမယ်အဲ့ဒီအကာအကွယ်က data အလိုက်ပြောင်းလဲလှုပ်ဆောင်ရမယ့်အလုပ်လည်းဖြစ်ပါတယ်တနေရာနဲ့တနေရာလှုပ်ရမှာချင်းတူချင်မှတူပါလိမ့်မယ်ဒါပေမဲ့လည်းတူညီနေတဲ့မူပေါင်းတချို့တော့ရှိပါတယ်တတူတွင်စီမံကိန်းတွေမစခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်တင်လဲဆိုတော့တရင်အချက်လက်ပို့ပြီးတော့စူးစီးကောက်ယူရမယ်သူတို့စီရတတူတွင်ကြောင့်တတူတူဖော်မှုတွေကြောင့်ကိုရရပေါ်မှာဘလို့ထိခိုက်နိုင်တယ်လဲဆိုတာကိုကြိုတင်ရှာဖွေရမယ်ပြီးတော့ဖြစ်မလာခင်မှာဘာတွေဖြစ်နိုင်တယ်လဲဆိုတာကိုကြိုမှန်းပြီးတော့ဒါတွေကိုဘယ်လိုကာကွယ်ရမလဲဆိုပြီးတော့ကြိုတွေးရပါမယ်ကျွန်တော်တို့အတွေ့အကြုံပြောပြပါမယ်ကျွန်တော်တို့ရဲ့သူတေသနာပြုမှုစစ်တမ်းကောက်မှုကအကာအကွယ်အဖြစ်ဆောင်ရွက်ခဲ့တဲ့အလုပ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တွေကနယူးယောက်တက္ကသိုလ်နဲ့လည်းတွဲပြီးတော့လှုပ်ဆောင်ခဲ့တယ်နယူးယောက်တက္ကသိုလ်ကလည်းပညာရှင်တွေလွှတ်ပေးတယ်ရက်ရွာအကြောင်းကိုနားလည်တဲ့ပုံကိုယ်တွေနဲ့လည်းပူးပေါင်းဆောင်ရွက်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တွေကဘယ်သူမှတာဝန်ရှိတယ်လဲဆိုတာမျိုးတွေတော့တွေးချင်တွေးနိုင်တယ်ဒါပေမဲ့လည်းရက်ရွာတွေမှာဘာတာဝန်ရှိတယ်လဲဆိုတာကိုလည်းကျွန်တော်တို့ရှာဖွေလေ့လာထားတင်ပါတယ်ကုမ္ပဏီတွေမှာဘာတာဝန်ရှိတယ်လဲဆိုတာကိုလည်းကျွန်တော်တို့ကြိုတင်ရှာဖွေထားတင်ပါတယ်ကျွန်တော်တို့ရက်ရွာနဲ့လုပ်ခဲ့တဲ့အလုပ်ကရက်ရွာကပုံကိုယ်တွေကဘာလုပ်ကြတယ်လဲဆိုတော့လေ့လာဆောင်ကြည့်ပေးကြတယ်ရက်ရွာအကြောင်းနားလဲကြသူတွေဖြစ်တဲ့အတွက်ရက်ရွာမှာရှိနေပြီးသားအရင်အမြစ်တွေကိုစစ်တမ်းသူတွေကူညီကောက်ယူနိုင်ကြတယ်ပြီးတော့တတူတူပေါ်မှုလုပ်ငန်းပေါ်လာပြီဆိုလို့ရှိရင်ဘယ်နာကိုဘယ်လိုထိမလဲဆိုတာကိုရက်ရွာကြိုပြီးတော့မှန်တက်တယ်ဆိုတော့သူတို့တွေလာပြီးတော့မတူးဖော်ခင်ကတည်းကတက်ရောက်မှုတွေကိုကျွတ်တင်မှန်းဆပြီးတော့ကျွန်တော်တို့စစ်တမ်းကောက်ပြီးသားဖြစ်တယ်ပြီးတော့သူတို့ဘက်ကတတူကုမ္ပဏီတွေတတူတူဖော်ရေးကုမ္ပဏီတွေဘက်ကနေပြီးတော့လောက်လာမဲ့အလုပ်တွေကိုကျွန်တော်တို့ကြိုမှန်းဆပြီးတော့ကာကွယ်တဲ့အားတွေကြိုပြီးတော့စီမံချမှတ်တယ်ကျွန်တော်တွေကမြေအည်အသွေးစစ်ဆေးခြင်းလည်းလုပ်ခဲ့တယ်ဒီတတူတူဖော်မှုအတွက်ဆိုပြီးတော့ပေးလိုက်တဲ့မြေ area ရှိတယ်အဲ့ဒီမြေ data ကိုကျွန်တော်တွေကကြိုပြီးတော့သွားပြီးမြေအည်အသွေးစစ်ထားတယ်ရေအည်အသွေးစစ်ထားတယ်ရေထဲမှာဒီ heavy metal တွေဘယ်လောက်ပါနေသလဲတတုပါဝင်ပျော်ဝင်မှုဘယ်လောက်ပါနေသလဲတတုတွင်ကုမ္ပဏီဝင်မလာခင်မှာဓာတုပျော်ဝင်မှုရေထဲမှာဘယ်လောက်ရှိသလဲဆိုတာကိုကျွန်တော်တို့ရှာပါတယ်ပြီးတော့ဒီအလုပ်ကိုကျွန်တော်တို့တေချာစနစ်
တကြလုပ်ခဲ့ပါတယ်ကျွန်တော်တွေကလေးလာစောင့်ကြည့်မယ်ဆိုရင်မှန်မှန်ကန်ကန်လေးလာစောင့်ကြည့်မယ်ဆိုရင်တစ်ပတ်လောက်ပဲလုပ်မယ်တစ်လလောက်ပဲလုပ်မယ်မရဘူးအချိန်အကြာရှည်လုပ်ရမယ့်အလုပ်ဖြစ်တယ်ပြီးတော့ဒီရေထဲမှာပျော်ဝင်နေတဲ့ဓာတုပစ္စည်းတွေကိုလေ့လာစောင့်ကြည့်တာမှတ်တမ်းတင်တာဒါတွေကအချိန်ချင်းလုပ်နေရမှာဖြစ်ပါတယ်ဒီလိုရေအရည်အသွေးစစ်ဆေးတာပျော်ဝင်ပစ္စည်းတွေဖော်ထုတ်တာကိုတော့ကျွန်တော်တွေကဒီ NYU က New York တက္ကသိုလ်ကနေလွှတ်ပေးတဲ့ပညာရှင်တွေအကူအညီတွေနဲ့ကျွန်တော်တွေဆောင်ရွက်ခဲ့ပါတယ်ဒီအချက်လက်တွေကိုကျွန်တော်တို့တွေတီးလိုက်တဲ့အခါမှာဒီ data ရဲ့မြေရေမှာဘာတွေပါဝင်နေသလဲဘယ်လိုပျော်ဝင်နေသလဲဆိုတာတွေကျွန်တော်တို့ဖော်ထုတ်သိရှိနိုင်သွားပြီလက်ရှိရေအရည်အသွေးအဆင့်တန်းကတော့ဘယ်လောက်ရှိနေလဲတတူကူတူဖော်တဲ့ကုမ္ပဏီတွေရောက်လာလို့ရှိရင်ဘာတွေကြိုဖြစ်သွားနိုင်တယ်လဲဆိုတာကိုဘာတွေဆက်ဖြစ်သွားနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့ကြိုပြီးတော့မှန်းဆတဲ့အလုပ်တွေလုပ်နိုင်ခဲ့ပါတယ်ဟုတ်ကျွန်မအချင်းချုပ်ပြရမယ်ဆိုလို့ရှိရင်တော့အရင်ကဘာပြောလိုက်လဲဆိုတော့ကြိုတင်မှန်းဆရမယ်ဖြစ်လာမယ့်ရလဒ်တွေကိုကြိုမှန်းဆပြီးတော့ကြိုတင်ကာကွယ်တဲ့အလုပ်တွေလည်းလုပ်ရမယ်ဆိုပြီးပြောသွားပါတယ်ပြီးတော့အဲ့ဒီအလုပ်ကိုလုပ်တဲ့အချိန်မှာသိပ္ပံပညာရှင်တွေပါတယ်ပြီးတော့ဒီလူအခွင့်အရေးဆိုင်ရာဥပဒေတမကျွမ်းကျင်သူတွေပါတယ်ရရွာလူတွေပါတယ်အဲ့ဒီသုံးဖွဲ့ပေါင်းပြီးတော့လုပ်သွားရလို့ကျွန်မကြားလိုက်ရပါတယ်အဲ့ဒီသုံးဖွဲ့ပေါင်းပြီးတော့လုပ်တဲ့အချိန်မှာရက်ရွာကဘာတာဝန်တွေအဓိကယူတယ်လဲဆိုတာကိုပြောပြပေးပါဟုတ်ကျွန်တော်တို့ရေလုပ်နေကြတော့အဲ့အလုပ်လုပ်တုန်းကရက်ရွာဘာဝင်လုပ်တယ်လဲဆိုတော့ရက်ရွာကလည်းတချို့အလုပ်တွေဝင်ပြီးတော့လုပ်ပါတယ်ကြိုတင်ပြင်ဆင်ပေးတာလိုမျိုးဖီးထဲမှာဒီကွင်းဆင်းတဲ့အခါမှာဘယ်နေရာကိုသိပ္ပံပညာရှင်တွေတွားတင်တယ်လဲဆိုတာကိုဒါရှာဖွေသတ်မှတ်ပေးတာလိုမျိုးတွေလုပ်ပေးတယ်ပြီးတော့ဒီပညာရှင်တွေလာတဲ့အခါမှာရက်ရွာနဲ့ဆွေးနွေးကြတယ်ပြီးတော့ဒီရက်ရွာကိုဒီပညာရှင်တွေကကူညီဖို့လာကြတယ်ဆိုတာကိုလည်းရက်ရွာကသိကြတယ်နားလည်ကြတယ်သူတို့လာတဲ့အခါမှာရက်ရွာဝင်တွေကရက်ရွာဝင်တွေကဒီပညာရှင်တွေလုံမဲ့နည်းပညာပိုင်းတွေကိုလေ့လာပေးကြတယ်ပြီးတော့ဒီပညာရှင်တွေဘက်ကလိုအပ်တဲ့အရင်းအမြစ်တွေကိုရရွာကလူတွေကနေရာပြောပေးတယ်ဒီပညာရှင်တွေကဘယ်အကြောင်းအရာဘာအကြောင်းအရာကိုသိဖို့လိုတယ်ဆိုပြီးတော့မေးတဲ့အခါမှာရရွာနေပြီးတော့လမ်းညွှန်ပေးတယ်ပြီးတော့ဒီပညာရှင်တွေနဲ့ရရွာနဲ့ဆွေးနွေးပြီးတော့တတူတူဖွဲကုမ္ပဏီတွေဘက်ကဒီလိုအလုပ်လုပ်ပြီးဆိုလို့ရှိရင်ဘယ်လိုတက်ရောက်မှုမျိုးဖြစ်နိုင်တယ်လဲဆိုတာကိုပညာရှင်တွေနဲ့ရရွာနဲ့အတူတူဆွေးနွေးကြတယ်ဒါပေါ်ကျွန်တော်တို့ရရွာထဲမှာတော့ဓာတုဗေဒပညာရှင်မရှိဘူးလေဒါပေမဲ့လည်းပညာရှင်တွေလုပ်တဲ့အလုပ်ပိုင်းမှာဝင်ကူနိုင်တဲ့ရရွာဝင်တွေတော့အများကြီးပဲသူတို့တွေကရေဘယ်ဘက်ကနေဘယ်ဘက်ကိုစီးတယ်လဲဆိုတော့ရေလှုပ်ရှားမှုအကြောင်းသိတယ်ပြီးတော့ဒီပညာရှင်တွေသိပ္ပံပညာရှင်တွေဓာတုဗေဒပညာရှင်တွေနားလည်တဲ့အကြောင်းအရာတွေကိုရရွာကလူတွေကအချက်အလက်စုစည်းပေးကြတယ်ပြီးတော့လည်းဒီဓာတုဗေဒပညာရှင်တွေပြန်သွားတဲ့အခါမှာဆက်လုပ်ရမယ့်အလုပ်တွေကိုရရွာကလူတွေကနည်းပညာသုံးပြီးတော့လုပ်တတ်အောင်လို့သင်ကြားပေးခဲ့ကြပါသေးတယ်ပြီးတော့အရပ်ဘက်အဖွဲ့အစည်းတချို့လည်းကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်မှုရှိခဲ့တယ်ဒီလိုပညာရှင်တွေနဲ့ရရွာကလူတွေနဲ့အတူတူဆွေးနွေးပြောဆိုကြတဲ့အခါမှာအဆင်ပြေအောင်လို့ကြားခံကူညီပေးတဲ့အရပ်ဘက်အဖွဲ့အစည်းတချို့လည်းရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ပြောတဲ့ထဲမှာအသိပညာအမျိုးမျိုးကွဲပြားတာကိုကြားလိုက်ရတယ်အဲ့ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာလည်းအင်မတန်အသုံးဝင်တာပါပဲဆိုတော့ကျွန်မနောက်ဆုံးမေးချင်တဲ့မေးခွန်းကဒီလိုမျိုးပူပေါင်းဆောင်ရွက်မှုလုပ်လိုက်တဲ့အတွက်ဒီလိုရေအရည်အသွေးတွေမြေအရည်အသွေးတွေကိုစစ်တမ်းကောက်လိုက်တဲ့အတွက်ဘာအကျိုးရလဒ်ရသွားတယ်လဲအဲ့ဒါလေးဖြေပေးပါဟုတ်ဒီစစ်တမ်းရဲ့
အကျိုးရလဒ်ကိုသုံးလွှာခွဲပြီးပြောလို့ရတယ်သုံးပိုင်းခွဲလို့ရတယ်ပထမတစ်ပိုင်းကရက်ရွာကလူတွေပို့ပြီးတော့အတိအမြင်ကျွဲဝသွားတယ်ရက်ရွာမှာရှိနေတဲ့ရေအရင်အမြစ်တွေထဲမှာဘာတွေပါဝင်နေသလဲဘယ်လိုမျိုးဓာတ်တွေပျော်ဝင်နေသလဲဆိုတာကိုသူတို့ပို့ပြီးတော့သိရှိသွားတယ်ရေအကြီးအသွေးအကြောင်းပိုနားလည်သွားတယ်ကျွန်တော်တို့ဒီလေးလာချက်လုပ်နေတော့ကကျွန်တော်တို့တွေဘာသိသွားလဲဆိုတော့ဓာတ်မြေဩဇာသုံးစွဲမှုကြောင့်ဓာတ်မြေဩဇာတွေရေထဲမှာပျော်ဝင်နေကြောင်းကျွန်တော်တို့တွေတွေ့ခဲ့ကြတယ်ပြီးတော့ရက်ရွာကလူတွေအနေနဲ့ဘယ်လိုရရလူတွေအနေနဲ့ဒီဓာတ်မြေဩဇာမဟုတ်ဘဲနဲ့တဘာဝမြေဩဇာပိုသုံးတင်ကြောင်းပို့ပြီးတော့တည်သွားတယ်ပြီးတော့ရရွာကလူတွေအနေနဲ့ဒီပညာရှင်အဖွဲ့အစည်းတွေနဲ့အဆက်အသွယ်တွေချိတ်ဆက်ရရှိသွားတယ်ပြီးတော့အရပ်ဘက်အဖွဲ့အစည်းတွေ NGO တွေနဲ့ချိတ်ဆက်နိုင်မှုလည်းရှိခဲ့တယ်အဲ့ဒီလိုချိတ်ဆက်မှုပူးပေါင်းမှုကြောင့်ဒီအလုပ်ကိုရရွာကပို့ပြီးတော့ပူးပေါင်းဆောင်ရွက်မှုရှိရှိနဲ့လုပ်ကိုင်နိုင်ခဲ့တယ်နောက်တစ်ခုကကြတော့ရရွာကအလုပ်ပူးပေါင်းပါဝင်တဲ့အတွက်ကြောင့်မို့လို့တပ်ထုတွင်လုပ်ငန်းသားလာလုပ်ပြီဆိုလို့ရှိရင်ရက်ရွာပေါ်မှာဘယ်လိုထိခိုက်နိုင်တယ်လဲဆိုတာကိုပို့ပြီးတော့တိတိကျကျစနစ်တကျနားလည်လာတယ်ပြီးတော့ရက်ရွာကလူတွေကတွေ့ဆုံဖြစ်သွားတယ်ဆွေးနွေးဖြစ်သွားတယ်ဒီစစ်တမ်းမကတွေ့လာတဲ့အချက်ပေါ်မှာမူတည်ပြီးတော့ငါတို့ဘာဆက်လုပ်တင်တယ်လဲဆိုပြီးတော့ရှေ့လာမယ့်လုပ်ငန်းစဉ်တွေကိုချမှတ်နိုင်သွားတယ်ပြီးတော့ဒီပညာရှင်တွေထွက်သွားပြီးတဲ့နောက်မှာရေအကြီးအသွေးမြေလေအကြီးအသွေးကိုဘယ်လိုဆက်ပြီးတော့စစ်ဆေးမလဲမှတ်တမ်းဘယ်လိုစဉ်ဆက်မပြတ်မှတ်တမ်းတင်နေမလဲဆိုတာကိုကျွန်တော်တို့အစီအစဉ်ဆွဲနိုင်သွားတယ်ဒီတော့ဒီတူဖို့ရေးကုမ္ပဏီတွေတာရောက်လာပြီဆိုရင်သူတို့စီသူတို့စီဟာလောက်ရက်တွေကြောင်းရရွာပေါ်မှာဘယ်လိုထိခိုက်မလဲဆိုတော့ကျွန်တော်တို့ပို့ပြီးတော့တည်လာတယ်ဒီကြိုတင်စစ်တမ်းကောက်ယူရတဲ့အချက်လက်တွေကိုအရင်သုံးကုမ္ပဏီမလာခင်ကတော့အည်သွေးတို့ရှိတယ်ဆိုတာကိုသူတို့အလုပ်လုပ်ပြီးွားပြီးဆိုရင်ထိခိုက်မှုတွေကိုမှတ်တမ်းထပ်တင်ပြီးတော့သူတို့လုပ်ငန်းကြောင့်ဘယ်လောက်ထိခိုက်သွားပါလဲဆိုတာကိုနှိုင်းယှဉ်ပြနိုင်ဖို့အတွက်ကျွန်တော်တို့တွေအချက်အလက်တွေအထောက်အထားတွေရှိသွားပါတယ်ဒါလည်းအကျိုးရလဒ်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အတွက်ဒီအချက်လက်တွေကအင်မတန်အသုံးဝင်ပါလိမ့်မယ်ပြီးတော့ကုမ္ပဏီအတွက်လည်းအသုံးဝင်ပါလိမ့်မယ်သူတို့အနေနဲ့သူတို့ရဲ့တရားမှုတွေကိုအာတိတိကျကျပို့ပြီးတော့သိနိုင်လာမှာမို့လို့ပါဟုတ်ကျွန်မအနေနဲ့ဒီချင်းပြောသွားတဲ့အထက်မှာသဘောကျမိတဲ့အချက်ကဒီကုမ္ပဏီတွေနဲ့ဆွေးနွေးဖို့စကားပြောဖို့အတွက်အထောက်အထားရှာရုံနဲ့မဟုတ်ဘူး NGO တွေနဲ့လည်းချိတ်ဆက်မိသွားတယ်အစိုးရတွေနဲ့လည်းဆွေးနွေးပြောဆိုမိသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါတွေကလည်းအရေးကြီးတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ် Beth Hoagland ကိုဆက်ပြီးတော့မေးပါမယ်ခုနယင်ကတော့ဆွေးနွေးပြီးသွားပြီဆိုတော့ဒီရက်ရွာအပိုင်းကိုလည်းဆွေးနွေးပြီးသွားပြီဆိုတော့ Beth ကသိပ္ပံပညာရှင်အနေနဲ့ဒီရေပိုင်းဆိုင်ရာကျွမ်းကျင်သူပညာရှင်တယောက်အနေနဲ့ဒီဖြစ်စဉ်အပေါ်မှာမှတ်ချက်ပေးပါအောင်ရက်ရွာရဲ့ပါဝင်မှုကBeth လို့သိပ္ပံပညာရှင်တယောက်အတွက်ဘယ်လိုအသုံးဝင်ခဲ့ပါသလဲအားလုံးတက်ရောက်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဂျိန်းကိုလည်းရှေ့ကအချက်အလက်တွေရှင်းပြသွားတဲ့အတွက်အဖြစ်အကြောင်းကိုကြိုပြီးရှင်းပြသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ရက်ရွာအသိပညာကတန်ဖိုးရှိုံနဲ့မကဘူးမရှိမဖြစ်ကိုလိုအပ်တာဟေတီမှာဖြစ်ခဲ့တဲ့အဖြစ်မှာဆိုလို့ရှိရင်ကျမတို့တွေရက်ရွာကပါဝင်မှုမဖြစ်မနေလိုခဲ့တယ်ကျမတို့ရဲ့သိပ္ပံပညာရှင်တွေဖြစ်တဲ့အတွက်မြေပုံတွေရှိတယ်ကြိုတင်လေ့လာထားလို့ရတဲ့သုတေသနတွေရှိတယ်ဒါပေမဲ့လည်းဒီလိုပညာရက်တွေဤပညာတွေဘယ်လောက်ပဲရှိနေပါစေကျမတို့တွေကဒေတာတွေကတချို့အကြောင်းအရာတွေကိုကျမတို့သိမှာမဟုတ်ဘူးရက်ရွာကလူတွေရင်ဆိုင်ကြုံတွေ့ရတဲ့အချက်တွေကိုကျမတို့တွေသိမှာမဟုတ်ဘူး
မှာကျမတို့တွေကသိပ္ပံပညာရှင်တွေအနေနဲ့ဘယ်နားမှာဘလို့ဂျူရုဓာတ်ပုံကြည့်လိုက်လို့ရှိရင်ဘယ်နားမှာရေဘလို့စီးလဲဆိုတာတော့ကျမတို့တွေသိတယ်ဒါပေမဲ့တရေတကယ်စီးွားတဲ့နေရာသူတို့ဖြတ်တန်းတဲ့ data ဒါတွေကြတော့ရရွာကလူတွေကပဲပို့ပြီးတော့သိတာဆိုတော့အဲ့ဒီအချက်အလက်တွေကိုကျမတို့တွေမဖြစ်မနေယူရပါတယ်ပြီးတော့ရရွာကကျမတို့အတွက်ဒီ data တွေကူပြီးတော့ကောက်ပေးတယ်အချက်အလက်တွေကူပြီးတော့ကောက်ပေးတယ်ဘလို့အချက်အလက်မျိုးလဲဆိုတော့ရက်ရွာတဲ့မှာလူတအိမ်ကိုလူဘယ်နှစ်ယောက်လောက်ရှိသလဲဘယ်အိမ်ကဘယ်နားကနေရေသွားခတ်တယ်လဲရေစီးနေတဲ့ဒီစီးချောင်းတစ်ခုလုံးမှာလမ်းကြောင်းတစ်ခုလုံးမှာဘယ်အိမ်ကဘယ်နားကနေသွားပြီးတော့ယူသွားတောက်ကြတယ်လဲရေချိုးဖို့အတွက်ငါးဖမ်းဖို့အတွက်ဘယ်နားတွေကိုတုံးကြတယ်လဲဒါတွေအားလုံးကသူတို့ပြောပြမှာပဲကျမတို့တွေသိကြတာပါပြီးတော့ဘယ်နားကရေကမကောင်းတဲ့အတွက်ရက်ရွာကသူတို့ဘာသာအလိုလိုသိပြီးတော့ရှောင်ကျဉ်တယ်လဲဆိုတာကိုလည်းကျမတို့တွေမေးရတယ်အဲ့တော့ကျမတို့တွေ အဲ့ဒီလိုရက်ရွာရဲ့အခြေအနေတွေရက်ရွာကရေသုံးတဲ့ပုံစံတွေကိုကျမတို့တွေသိမှသာဘယ်နာကိုစောင့်ကြည့်ရမလဲဆိုပြီးတော့နေရာအတိအကျသတ်မှတ်နိုင်တာဖြစ်ပါတယ်ပြီးတော့ရေအရည်အသွေးစစ်ဆေးတဲ့နေရာမှာဘယ်ဒေတာနာဘယ်အာဖြတ်ပိုင်းနာကနေရာလေးကိုပဲသွားပြီးတော့ကြည့်မလဲဆိုတာကိုကျမတို့တွေဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေဆိုပြီးတော့ကျမတို့ရဲ့ကြည့်တဲ့အခါမှာကျမတို့ရဲ့ nitrogen တွေစစ်ဆေးတယ်။ပြီးတော့ဒီရေအရည်အသွေးစစ်ဖို့အတွက်ကျမတို့တွေပိုက်တွေတွင်ရတာရှိတယ်။အဲ့ဒီထဲမှာ sensor တွေတက်ရတာလည်းဖြစ်တယ်။ပြီးတော့ရေအရည်အသွေးကိုကျမတို့တွေသိဖို့အတွက်ပိုက်တွေဆင်ရမယ်ဆန်ဆာတွေတက်ရမယ်အဲ့ခါကျတော့ရေအတက်အကျကိုကျမတို့တွေသိမှရမှာရေအတက်အကျမမှန်ဘူးဆိုလို့ရှိရင်ဆန်ဆာကိုရေမဝင်ဆိုရင်ကျမတို့တွေသိမှာမဟုတ်ဘူးအဲ့တော့ရက်ရွာကဘယ်နာမှာတက်ဆင်မှာလို့ပြောမှာပဲကျမတို့တွေသိနိုင်တယ်အခုဆိုရင်လည်းပုံထဲမှာပြနေသလိုပဲအခုဆိုရင်သူတို့တွေကလက်ကင်ရေစစ်ဆေးတဲ့အစင်ဆာလေးကိုသူကတုံးနေတာဖြစ်ပါတယ်သူတို့တွေကအပတ်စဉ်သွားပြီးတော့အဲ့ဒီရေကိုသွားစစ်ဆေးတဲ့ဆင်ဆာတွေကနေထွက်လာတဲ့အချက်လက်ကိုအာမှတ်တမ်းတင်ပါတယ်အဲ့လိုမျိုးရက်ရွာကဒေတာမှာအထိုင်ချပြီးတော့ရေရှည်လုတ်ပြလိုက်တဲ့အခါကျမှသာဒေတာရဲ့အရည်အသွေးကအချက်လက်တွေရဲ့အရည်အသွေးကခိုင်မာအားကောင်းလာတာဖြစ်ပါတယ်ဟုတ်အချိန်သိပ်မရှိတော့တဲ့အတွက်ကျွန်မရေပုံရမေးခွန်းမဲ့ပြန်မေးလိုက်ပါတော့မယ်ဆိုတော့ဒီမှာရက်ရွာကကနဦးစစ်တမ်းကောက်ခြင်းကြောင့်ရလာတဲ့အကျိုးကျေးဇူးအချို့အကြောင်းပြောသွားရရှိပါတယ်ဘတ်နီနဲ့ရောအဲ့အကျိုးကျေးဇူးအကြောင်းဘယ်လိုပြောချင်ပါသလဲရက်ရွာကိုယ်တိုင်လုပ်တဲ့စစ်တမ်းကနဦးစစ်တမ်းပေါ့ဒီတတုတွင်းလုပ်ငန်းတွေဝင်မလာခင်မှာကနဦးရေအည်သွေးမြေအည်သွေးစစ်ဆေးတဲ့စစ်တမ်းဘာကြောင့်ကောက်တဲ့တယ်လဲဆိုတော့ရက်ရွာဘက်ကအမြင်ကိုစူးစီးပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီစစ်တမ်းကအရေးကြီးတာဖြစ်ပါတယ်ကုမ္ပဏီတွေကသူတို့ကုမ္ပဏီအသုံးကိုတော့လုပ်ကြမှာပဲဒါပေမဲ့ဒါကရက်ရွာအတွက်ခိုင်မာတဲ့အထက်ထားအထောက်အထားဖြစ်ချင်မှာဖြစ်မယ်နောက်ထပ်အကျိုးကျေးဇူးတစ်ခုကဘာလဲဆိုတော့ရက်ရွာကနေပြီးတော့ဒီလိုစက်တန်းကောက်တယ်ဆိုလို့ရှိရင်သူတို့ကအများသုံးလို့ရအောင်လို့အချက်လက်တွေကိုမျှဝေထားမှာဖြစ်တယ်ရက်ရွာပိုင်နဲ့အများပိုင်နဲ့ data အချက်လက်တွေဖြစ်တဲ့အတွက်သူတို့တွေကဒါလူတိုင်းသိအောင်လို့တင်တာဖြန့်ဝေထားလို့ရတယ်ပြီးတော့ဒီကိုတတူတွင်းကုမ္ပဏီတွေကြောင့်အပြောင်းလဲဖြစ်လာတဲ့အခါမှာလည်းဘလို့အပြောင်းလဲတွေတော့ဖြစ်သွားပါပြီဆိုပြီးတော့ရက်ရွာကအထောက်အထားနဲ့ပြနိုင်တဲ့အတွက်လည်းအတုံးဝင်တဲ့အချက်အလက်တွေဖြစ်ပါလိမ့်မယ်ဆိုတော့ Gene နဲ့ Health Best Auckland တို့ကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့တတူတွင်တူဖို့မှုလုပ်ငန်းတွေမစခင်ကတည်းကစစ်တမ်းကြိုပြီးတော့ကောက်တင်တဲ့သတင်းအချက်လက်ရှာဖွေတင်တဲ့ဆိုတဲ့အကြောင်းကိုကျမတို့မိတ်ဆက်နားလည်ပြီးသွားပါပြီအဲ့တော့မလုတ်ခင်ကုမ္ပဏီတွေဝင်မလာခင်စစ်တမ်းကောက်တဲ့အကြောင်းတော့ပြောပြသွားပြီကုမ္ပဏီတွေအလုပ်လုပ်နေစဉ်မှာစစ်တမ်းကောက်တဲ့အကြောင်းကိုစပြီးတော့အခုဆက်ပြီးတော့ပြောပါမယ်နောက်ထပ်ဟောပြောသူ2ယောက်ထပ်ပြီးတော့ရှိပါတယ်ဆိုတော့အဲ့ဒီကုမ္ပဏီတွေလုပ်နေတဲ့အချိန်မှာလေ့လာစောင့်ကြည့်မှုအကြောင်းကိုဆက်ပြီးတော့ဆွေးနွေးပြမယ်ဆိုတော့အဲ့ဒီဆွေးနွေးချက်အတွက်ကျမတို့မေးချင်တဲ့မေးခွန်းကဘာလဲဆိုတော့ကုမ္ပဏီတွေရဲ့လှုပ်ရှားမှုလုပ်ကိုင်မှုတွေသူတို့အကြောင်းဖြစ်ပေါ်တဲ့ဒီခိုက်တက်ရောက်မှုတွေကိုလက်ရှိရရွာတွေကဘယ်လို့မှတ်တမ်းကောက်ယူနေပြီးသားဖြစ်တယ်လဲဆိုတဲ့အကြောင်းကိုကျမတို့တွေဆွေးနွေးကြပါမယ်လက်ရှိမှာဘယ်လို့နီးလန်းတွေတုံးပြီးတော့လေ့လာစောင့်ကြည့်မှုလှုပ်ဆောင်နေကြပါသလဲရရွာတွေက
ပြီးတော့ဒီမှာချက်ထဲမှာမေးကြတဲ့မေးခွန်းတွေကျမတို့တွေနောက်ဆုံးမှာဆွေးနွေးဖို့အတွက်တင်ထားပါမယ်ထူရှောင်းကနေပြီးတော့ဒီအခုဆက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်ဝါပါရှာဌာနေတိုင်းရင်းသားဂိုင်ယာနာနိုင်ငံမှာရှိတဲ့ဒီဌာနေတိုင်းရင်းသားအဖွဲ့အစည်းတွေအတွက်အလုပ်လုပ်သူဖြစ်တဲ့သူကိုယ်တိုင်ကလည်းရွာတကြီးတူဖြစ်ပါတယ်ထူရှောင်းကဒီ SRDC ရဲ့အလုံမှာများစွာပါဝင်လှုပ်ဆောင်ခဲ့မှုတဲ့နယ်နိမိတ်တွေသတ်မှတ်တာနယ်နိမိတ်ရေးဆွဲတာရက်ရွာအခွင့်အရေးတွေကိုကာကွယ်ဆောင်ရှောက်တာရွှေတူးဖော်မှုကုမ္ပဏီတွေနဲ့ရက်ရွာတွေနဲ့ကြားဆက်ဆံရေးတွေမှာရက်ရွာရဲ့အခွင့်အရေးကာကွယ်တာဒီအလုပ်တွေကိုရေရှည်ဆောင်ရွက်နေခဲ့သူတို့ဖြစ်ပါတယ်ထိုရှောင်းကသူတို့စီမှာလုပ်ခဲ့တဲ့လေးလာဆောင်ကြည့်ရေးလုပ်ငန်းစဉ်ဘယ်လိုလုပ်ဆောင်ခဲ့တယ်လဲဆိုတာကိုပြောပြမှာဖြစ်တယ်။သူတို့ရဲ့ SRDC ဒီရက်ရွာကောင်စီအနေနဲ့ data တွေကိုဘယ်လိုရှာဖွေလေ့လာတယ်လဲသူတို့ဒီအချက်အလက်ဘယ်လိုကောက်ယူတယ်လဲဆိုတဲ့အကြောင်းတွေကိုဆွေးနွေးမှာဖြစ်ပါတယ်။ထူရှာအဆင်သင့်ဖြစ်စကားပြောလို့ရပါပြီ။ထူရှာကင်မရာဖွင့်လို့ရမရအစမ်းကြည့်ကြည့်ပါအောင်။ဒါမှဖွင့်လို့မရလည်းကိစ္စမရှိဘူး။အခုစပြီးတော့စကားအစပြောလိုက်ပါတော့။အားလုံးပဲမင်္ဂလာနံနက်ခင်းပါကျွန်တော်တောင်အာဖရိကကဖြစ်ပါတယ်ဆိုကျွန်တော် SRDC ရဲ့ဥက္ကဋ္ဌတဦးလည်းဖြစ်ပါတယ်ဝါပီချာကာယနာတောင်ပိုင်းကဝါပီချာတိုင်းရင်းသားဌာနေတိုင်းရင်းသားတွေရဲ့အဖွဲ့အစည်းမှာဥက္ကဋ္ဌတဦးလည်းဖြစ်ပါတယ်ကျွန်တော်ရက်ရွာလေ့လာစောင့်ကြည့်မှုအကြောင်းပြောပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လုပ်တဲ့အလုပ်ကရက်ရွာ22ခုပေါ့ဒီဌာနေတိုင်းရင်းသားရက်ရွာဝါပီချန်ရဲ့ဌာနေတိုင်းရင်းသားရက်ရွာ22ခုစုပေါင်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်ပြီးတော့ကာယနာမှာဥပဒေတစ်ခုရှိတယ်အဲ့ဒီဥပဒေကတိုင်းသားဌာနေတိုင်းသားတွေအခွင့်အရေးကာကွယ်ဆောင်ရှောက်တဲ့ဥပဒေဖြစ်တယ်အဲ့ဒီဥပဒေအောက်ထဲမှာရက်ရွာအဆင့်လေးလာဆောင်ကြည့်ခြင်းအလုပ်တွေကိုလှုပ်ဆောင်ကြတာဖြစ်ပါတယ်ကျွန်တော်တို့လေးလာဆောင်ကြည့်တာအပိုင်းနှစ်ပိုင်းခွဲပြီးတော့လေးလာဆောင်ကြည့်တယ်ဘာတွေလဲဆိုတော့တတုတွင်ဒါတတုတူဖို့ရေးလုပ်ငန်းတွေများသောအားဖြင့်မရူဒီဒေသမှာလောက်ကြတာဖြစ်တယ်နောက်တစ်ပိုင်းကျွန်တော်တို့ပါလေးလာကြတယ်လဲဆိုတော့ဂိုင်ယာနာနဲ့ဘရာဇီးနယ်စပ်ကိုလည်းကျွန်တော်တို့လေးလာဆောင်ကြည့်ပါတယ်ကျွန်တော်တို့ရဲ့နယ်နိမိတ်တချို့နဲ့ဘရာဇီးနိုင်ငံနဲ့ထိစပ်နေတယ်အဲ့ဒါကိုလည်းလေ့လာဆောင်ကြည့်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီဘက်မှာတရားမဝင်အာတတူအတူဖို့ခိုးထုတ်တဲ့အလုပ်တွေလည်းအများကြီးဖြစ်ပွားနေတဲ့အတွက်ကြောင့်မလို့နေဆက်ကိုလည်းကျွန်တော်တို့စောင့်ကြည့်ရပါတယ်။2012ထဲကနေပြီးကျွန်တော်တို့လေ့လာဆောင်ကြည့်မှုလုပ်ခဲ့ကြတာဖြစ်တယ်။2002ကတည်းကကျွန်တော်တို့တွေရက်ရွာမြေပုံတိစောက်မှုအလုပ်တွေလုပ်ခဲ့တယ်ကျွန်တော်တို့ရဲ့ဒီဂေဟာစနစ်ဘယ်လိုမျိုးရှိနေတယ်လဲဆိုတာတွေကိုမှတ်တမ်းတင်ခဲ့တယ်အဲ့ဒီဂေဟာစနစ်မြေပုံတွေဒီကျွန်တော်တို့အတွက်အင်မတန်အသုံးဝင်ခဲ့တယ်နယ်နိမိတ်သတ်မှတ်တဲ့နေရာမှာအသုံးဝင်တယ်ဘယ်အပိုင်းတွေကတော့အားနည်းချက်ရှိနေတယ်လဲဘယ်အပိုင်းတွေကတော့ထိခိုက်လွယ်နေတယ်လဲအဲ့ဒါတွေကိုလေ့လာဆောင်ကြည့်ရမယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့နေရာမှာလည်းအဲ့ဒီ2002ကတည်းကလုပ်ခဲ့လိုက်တဲ့မြေပုံတွေအင်မတန်အသုံးဝင်ခဲ့ပါတယ်ဒါမရူတီမှာရှိနေတဲ့တပ်တူတူဖော်မှုလုပ်ငန်းတွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။မရူတီမှာဆိုရင်ဒီပြီးခဲ့တဲ့2 နှစ်အတွင်းထဲမှာတပ်တူတူဖော်မှုလုပ်ငန်းတွေပို့ပြီးတော့ကြဲကြဲပြန့်ပြန့်လှုပ်ဆောင်လာတာကိုတွေ့ရတယ်။ရွှေတူးကြတာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့တွေတချို့global GJN ကနေပြီးတော့ကျွန်တော်တို့ကိုထောက်ပံ့ပေးထားတဲ့စက်ပစ္စည်းတွေကိုကျွန်တော်တို့ SRTC အဖွဲ့ဟာယူသုံးပြီးတော့လေ့လာစောင့်ကြည့်ပါတယ်။တိုင်တာမှုတွေလုပ်ကြပါတယ်။သူတို့ပေးတဲ့စက်ပစ္စည်းတွေကကျွန်တော်တို့အချက်အလက်ကောက်တဲ့နေရာမှာအင်မတန်အသုံးဝင်ခဲ့ပါတယ်။ဆိုတော့ကျွန်တော်တို့ရရွာအဆင့်လေ့လာစောင့်ကြည့်ရေးအစီအစဉ်တည်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါတနာတွေအပေါ်မှာအားကိုးရပါတယ်။ဘာကြောင့်လဲဆိုတော့စက်ပစ္စည်းတွေကျွန်တော်တို့တွေရခြင်းလို့ဖြစ်တယ်။တည်င်းချက်လက်တွေကိုဘယ်လိုခွဲခြမ်းစိတ်ဖြားရမယ်ဆိုတဲ့ပညာရပ်ပိုင်းဆိုင်ရာအထောက်ပံ့တွေကိုလည်းအဲ့အဖွဲ့အစည်းတွေကရတယ်
ဆိုတော့ကျွန်တော်တို့ဒီလေးလာဆောင်ချင်ရဲ့အစီအစဉ်ကနေပြီးတော့ဘာလုပ်နိုင်ခဲ့တယ်လဲဆိုတော့ရက်ရွာစွမ်းဆောင်ရည်ကိုလည်းမြင့်တင်နိုင်ခဲ့တယ်ရက်ရွာလေးကလူတွေကသင်တန်းတွေတောက်လျှောက်ရကြတယ်လုပ်ငန်းတွေဆောင်ရွက်တက်လာတယ်လေးလာဆောင်ကြည့်သူပုဂ္ဂိုလ်တွေကဒေတာအကျွမ်းကျင်တဲ့လူတွေဖြစ်တယ်နေမြေကျွမ်းတဲ့သူတွေဖြစ်တယ်သူတို့တွေကို Bushman တွေလို့ခေါ်တယ်ဒီတော်တွင်သားတွေလို့တော့မှတချို့ကခေါ်ကြတယ်တောအကြောင်းသူတို့ကောင်းကောင်းသိတယ်ရေတွေအကုန်လုံးသူတို့တွေသိတယ်ဘယ်နေရာမှာအာသားကောင်တွေကျက်စားတတ်တယ်ဘယ်နေရာမှာသူတို့တွေဥကြတယ်အကောင်ပေါက်ပွားကြတယ်ဆိုတာကိုသိတယ်မြေအောက်ကနေပြီးတော့ရေတွေတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေသလဲမြောင်းတွေချောင်းတွေဘယ်လိုဆက်ဆက်နေသလဲဆိုတာကိုလည်းသူတို့တွေသိတယ်ဘာကြောင့်လဲဆိုတော့အပြင်ကလူတွေကိုဘယ်လောက်ပဲ training ပေးပေးဒီလိုနားလည်မှုမျိုးသူတို့တွေရမှာမဟုတ်ဘူးဒီဒေသခံတွေမို့လို့ဒီတော်တဲ့သားတွေမို့လို့မျိုးဆက်ပေါင်းများစွာဒီမှာနေလာကြတဲ့သူတွေမို့လို့ဒါဒေသကိုဒီလောက်သူတို့တွေအားကောင်းကောင်းသိနာလဲကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်ကဘာလုပ်တယ်လဲဆိုတော့ဒီရက်ရွာကလူတွေကိုအထောက်ပံ့ပေးတာဖြစ်တယ်ဒီနေနမိတ်အချင်းချင်းကြားထဲမှာတယောက်နဲ့တယောက်အာနားလည်မှုရှိအောင်ယုံကြည်မှုရှိအောင်လို့ရယ်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုရှိအောင်လို့ရယ်ကျွန်တော်တို့တွေကူညီညှိနှိုင်းပေးပါတယ်။ဤပညာပိုင်းဆိုင်ရာမိတ်ဖက်တွေနဲ့လည်းကျွန်တော်တို့တွေချိတ်ဆက်တယ်ဥပမာ GJN လိုမျိုးပေါ့ပြီးတော့ဒီ Global Justice Clinic လိုမျိုးအဖွဲ့အစည်းနဲ့လည်းကျွန်တော်တို့တွေချိတ်ဆက်တယ်သူတို့တွေနဲ့အတူအစဉ်ဆက်မပြတ်ချိတ်ဆက်ပူးပေါင်းခြင်းအပြင်ဒီလေလာဆောင်ကြည့်ခြင်းကိုလည်းကျွန်တော်တို့တွေဆောင်ရွက်မှာဖြစ်ပါတယ်ဒီအချက်အလက်တော်တော်များကိုကျွန်တော်တို့တွေဘယ်အချိန်ကလေးကစကောက်လာလဲဆိုတော့2012ကလေးကစကောက်လာတာဖြစ်တယ် data တွေရပြီဆိုရင်ကျွန်တော်တို့တွေ data ဟိုဘာလောက်ရမလဲဆိုတာကိုလည်းကျွန်တော်တို့တွေသိနာလဲပို့လို့တယ်လေဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့တွေချိတ်ဆက်တယ်ငါတို့မှာဒီ data တွေတော့ရှိတယ်ဘယ်လိုသုံးလို့ရတယ်လဲဆိုတော့သူတို့တွေနဲ့ချိတ်ဆက်တယ်ပြောတယ်ပြီးတော့ဒီခါယာနာနိုင်ငံရဲ့တမန်ထားနေတောင်မှကျွန်တော်တို့တွေဒီအချက်အလက်တွေသုံးပြီးတော့စကားပြောနိုင်ခဲ့တယ်အလုံးသိကြတဲ့အတိုင်းပဲခါယာနာကအာဂိုင်ယာနာရဲ့နိုင်ငံ30ရာခိုင်နှုန်းလောက်ကတစ်တော်တွေဖြစ်တယ်ဒါတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်နိုင်ငံကသတ်မှတ်ထားပေးပါပါတယ်ကျွန်တော်တို့တွေကောက်ထားတဲ့ data တွေကြောင့်လည်းဒီဆုံးဖြတ်ချက်တွေကြာလာခဲ့ကြတာဖြစ်တယ်ဒီဝါပီချန်လူမျိုးတွေရဲ့တော်ဒီတော်နေနမိတ်တွေကိုဝါပီချန်လူမျိုးတွေကမျိုးဆက်ပေါင်းများစွာအစဉ်အဆက်စောင့်ရှောက်ကာကွယ်လာကြတာဖြစ်တယ်ဒါကကျွန်တော်တို့ဒီနယ်နိမိတ်ဟာမြေပုံတွေကိုပြထားတာဖြစ်ပါတယ်ဆိုတော့ဝါပီချန်တွေရဲ့ဝါပီချန်လူမျိုးတွေရဲ့တော်တွေကိုဘယ်လိုကာကွယ်ရမလဲဆိုတာကိုအစိုးရနဲ့ကျွန်တော်တို့ဆွေးနွေးနေကြပါတယ်ပြီးတော့ကျွန်တော်တို့အလောက်ကဘယ်အပိုင်းကိုတော့ကျွန်တော်တို့အဓိကဦးစားပေးပြီးတော့ကာကွယ်ဆောင်ရှောက်ရမလဲ။ဘာကြောင့်ဦးစားပေးဆောင်ရှောက်ရမလဲဆိုတဲ့ policy တွေသတ်မှတ်တဲ့နေရာမှာကျွန်တော်တို့ဘက်ကအားကောင်းကောင်းဆွေးနွေးပြောဆိုနိုင်ကြပါတယ်။နောက်ထပ်တစ်ခုကဘာလဲဆိုတော့ရက်ရွာတွေကိုကျွန်တော်တို့တွေကူညီပေးတာရှိတယ်မြေယာအခွင့်အရေးပြီးတော့မြေယာရရှိဖို့အတွက်ပြန်ပြီးတော့တောင်းဆိုတဲ့အချိန်တွေမှာကျွန်တော်တို့လေသမားတွေကိုကူညီပေးနေခဲ့တယ်ဝါပီချန်လူမျိုးတွေကိုကျွန်တော်တို့ကူညီပေးနေကြပါတယ်များသောအားဖြင့်ကျွန်တော်တို့ကဒီနယ်မိတ်ထဲမှာနေကြပေမဲ့လည်းဝါပီချန်လူမျိုးတွေကတရားဝင်ပိုင်ဆိုင်ဖို့အတွက်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုနှုန်းအင်မတန်နည်းပါကြတယ်။ဒါကြောင့်မလို့ဘယ်အမြေတွေကတော့သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေဖြစ်တဲ့အတွက်ပေးလိုက်ပါဆိုပြီးတော့တောင်းဆိုတဲ့အလုပ်တွေမှာကျွန်တော်တို့ဝင်ကူညီပေးနေပါတယ်။ဘာကြောင့်ဒီဝါပီချန်လူမျိုးတွေကဘယ်မြေတွေကိုပိုင်ဆိုင်တဲ့ကြောင်းပြီးတော့ဝါပီချန်တွေရဲ့မြေကိုဝါပီချန်လူမျိုးတွေကကာကွယ်ဆောင်ရှောက်မှုကိုနိုင်ငံအနေနဲ့ဘာကြောင့်သဘောတူတဲ့ကြောင်းလူအများသိအောင်လို့နိုင်ငံသားတွေအားလုံးသိအောင်လို့အသိအမြင်မြင့်တင်တဲ့အလုပ်ကိုလည်းကျွန်တော်တို့လှုပ်ဆောင်နေပါတယ်ကျွန်တော်တို့ဒီမှာဒီမြေပုံတွေဒီအချက်လက်တွေရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တွေကအစိုးရနားထောင်အောင်လို့အာရုံစိုက်အောင်လို့ဆွဲဆောင်နိုင်ခဲ့ပါတယ်
ငါတို့ဒီလိုမြေနဲ့တစ်တောနဲ့ကိုကာဝယ်ဆောင်ရှောက်ထားပေးပေမဲ့လည်းတပ်တူတွင်လုပ်ငန်းတွေကြောင့်ငါတို့ရဲ့ရေတွေမှာဘယ်လိုမျိုးထိခိုက်နေတယ်အရည်သွေးဘယ်လိုမျိုးကျဆင်းနေတယ်ဘယ်လိုညဉ့်ညမ်းမှုရှိနေတယ်ဆိုတာတွေကိုကျွန်တော်တို့ရဲ့အစိုးရကိုတွားပြီးတော့ဆွေးနွေးပြောဆိုနေခဲ့ကြပါတယ်ဒီမှာဆိုရင်Mercury ပြထားပါဝင်မှုအင်မတန်မြင့်နေတဲ့ရေပုံဖြစ်ပါတယ်ဒါအင်မတန်ကြောက်ဖို့ကောင်းတဲ့ကိစ္စလည်းဖြစ်တယ်ဒီရွှေတူးတဲ့နားကရွာတစ်ခုဘာရာရွာဆိုလို့ရှိရင်အဲ့ဒီရွာဘာရာရွာရဲ့ရေထဲမှာပြထားပြပဝင်မှုကကမ္ဘာ့ကျန်းမာရေးအဖွဲ့သတ်မှတ်ထားတဲ့သတ်မှတ်ချက်ထက်အများကြီးပိုမြင့်နေပါပြီရွာကလူတွေရဲ့ကျန်းမာရေးထိခိုက်လောက်တဲ့အထိပြထားပြဝင်မှုမြင့်နေတဲ့အတွက်ကြောင့်မို့လို့ထူရှောင်း sorry ပါ2 မိနစ်ပဲကြံပါမယ်2 မိနစ်အတွင်းပြီးအောင်ပြောပြပါပြီးတော့ဒီ2 မိနစ်အတွင်းထဲမှာထူရှောင်းရဲ့အတွေ့အကြုံတွေကိုကျမတို့တွေသိရတာအရန်ချီးကျူးစရာကောင်းတဲ့အကြောင်းအရာတွေဖြစ်တယ်ပြီးတော့ဒီတတုတွင်ကိုတုံ့ပြန်ပြီးတော့ဘလို့အလုပ်တွေလုပ်ကြတယ်လဲဆိုတာကိုကျမတို့သိချင်ပါတယ်ပြီးတော့ဒီအစိုးရကိုပြန်ပြီးတော့အာဒါအတိုက်ခံပြုတောင်းဆိုတာမျိုးတွေကုမ္ပဏီတွေကိုတားဆီးတာလိုမျိုးတွေပြီးတော့ကိုယ့်ရဲ့ data ကိုအစိုးရကဘယ်လိုမျိုးအလေးထားလာအောင်လို့တိုက်တွန်းခဲ့တယ်လဲဆိုတာတွေပြောပြပေးပါကျွန်တော်တို့မှာ data ရှိတယ်အချက်လက်တွေရှိတယ်ပေါ့မေးခွန်းပြန်မေးပေးပါတဲ့အာဟုတ်ပြီထူရှောင်းတို့အနေနဲ့ကိုယ့် data ကိုအစိုးရအာရုံစိုက်အောင်အလေးထားအောင်လို့ဘယ်လိုလုပ်တယ်လဲဟုတ်ကျွန်တော်တွေကဘာလုပ်လဲဆိုတော့နိုင်ငံတကာဆွေးနွေးပွဲတွေစီလဲကျွန်တော်တွေသွားတယ်ကုလသမဂ္ဂအထိလဲတက်တယ်ကုလသမဂ္ဂရဲ့လူအခွင့်အရေးယုံနေစီကိုလဲကျွန်တော်တွေတက်တယ်ကျွန်တော်တို့ရဲ့ data တွေကိုအဲ့ဒီယုံနေအထိကျွန်တော်တွေကတိုက်ရိုက်ပို့တယ်ပြီးတော့အဲ့ဒီ UN ကနေပြီးတော့ကာယနာအစိုးရဘက်ကိုပြန်ပြီးတော့တိုက်တွန်းတယ်ဆိုတော့ကျွန်တော်တို့ရဲ့လေ့လာစောင့်ကြည့်မှုကနေထွက်လာတဲ့အချက်အလက်တွေကိုသုံးပြီးတော့ဒီတဘာပတ်ဝန်းကျင်ဆိုင်ရာထိမ့်သိမ်းဆောင်ရှောက်ရေး INGO အကြီးတွေရှိတယ်သူတို့တွေစီကိုပို့တယ် UN စီကိုပို့တယ်ကျွန်တော်တို့ကဝန်ကြီးဌာနတွေစီကိုပို့တယ်အခုဆိုလို့ရှိရင်ကျွန်တော်အဆိုရကကျွန်တော်တို့ရဲ့ဒီအစီရင်ခံစာတွေကိုအတိမတ်ပြုမယ်ဆိုပြီးတော့ပြောလာပြီး SRG ရဲ့ပြီးတော့ GJNC နဲ့ပူးပေါင်းပြီးတော့လည်းကျွန်တော်တို့တွေနားလည်မှုစာချွန်လွှာရေးထိုးထားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့တွေရဲ့အချက်အလက်ကိုအစိုးရကအာရုံစိုက်အောင်အလေးထားအောင်လို့အတွက်ကျွန်တော်တို့တွေကနိုင်ငံတကာရဲ့ PR ကိုသုံးပါတယ် UNC ကိုပို့တယ်နိုင်ငံတကာအဖွဲ့အစည်းကြီးတွေစီကိုပို့တယ်ပြီးတော့ဒီနိုင်ငံအဆင့်ကျွန်တော်တို့ရဲ့လေ့လာစောင့်ကြည့်မှုအလုပ်ဒီနိုင်ငံအဆင့်အတိအမှတ်ပြုတဲ့လေ့လာစောင့်ကြည့်မှုဖြစ်အောင်လို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့ထောက်ခံမှုရအောင်လို့လုပ်ပါတယ်ထူးချောင်ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာပြောပြအတွေ့အကြုံတွေအင်မတန်အားကောင်းတဲ့အတွေ့အကြုံတွေဖြစ်ပါတယ်ဒီလေ့လာစောင့်ကြည့်မှုခါနဲ့ရလာတဲ့ data ကိုသုံးပြီးတော့သတ္တုတွင်လုပ်ငန်းတွေကိုတားဆီးနိုင်တာပြီးတော့ကိုယ့်ရဲ့မြေပိုင်ဆိုင်မှုအတွက်ကိုအထောက်အထားအနေနဲ့သုံးနိုင်တာအဲကာကွယ်စောင့်ရှောက်မှု policy တွေထဲမှာဒီ monitoring အချက်အလက်တွေကိုထည့်နိုင်တာကအင်မတန်အားကောင်းခဲ့တဲ့အတွေ့အကြုံတွေဖြစ်ပါတယ်နောက်တစ်ယောက်ကသူ့ရဲ့အတွေ့အကြုံတွေကိုဆက်ပြီးတော့ပြောပါလိမ့်မယ်။ရရွာအစဉ်လေးလာဆောင်ကြည့်ခြင်းနီလန်တွေအကြောင်းကိုပြောမယ်။ပြီးတော့ဒီသူတို့ရရွာကကောက်ထားတဲ့အချက်အလက်တွေကိုပြင်ပကလူတွေနိုင်ငံတကာအဖွဲ့အစည်းတွေအစိုးရတွေကအလေးထားအောင်လို့ဘလို့တော်မလဲဆိုတဲ့အကြောင်းအရာကိုဆွေးနွေးမှာဖြစ်ပါတယ်။ဆိုတော့ဖြေရမယ့်မေးခွန်းအတိအကျပါလဲဆိုတော့ကိုဒီသတ္တုတွေနဲ့ပတ်သက်တူဖွဲ့ရင်းနဲ့ပတ်သက်တဲ့အန်တရယ်တွေကိုလူအတိအမှတ်ပြုအောင်လို့ဘလို့နီးလန်းနေနဲ့တရင်အချက်အတွေဖြန့်ဝေကြမလဲကွာပီနာအိဘရာဟင်ကပထဝီပိုင်းဆိုင်ရာကျွမ်းကျင်သူတူဖြစ်ပါတယ် geoscientist တယောက်ဖြစ်ပါတယ်ဓာတုဗေဒရဲ့ပြီးတော့ geology ရဲ့ပူပေါင်းပြီးတော့ကျွမ်းကျင်သူတူဖြစ်ပါတယ်ရရွာအစင်မှာလည်းဒီတတူတူဖော်မှုကိစ္စရပ်တွေရဲ့
တဘာဝအရင်အမြင့်ထုတ်ဖော်မှုကိစ္စရပ်တွေမှာရပ်ရွာအပေါ်ထိခိုက်နိုင်မှုလေ့လာအကဲဖြတ်ဆန်းစစ်ခြင်းကိုရေရှည်လှုပ်ဆောင်နေသူတူဖြစ်ပါတယ်။ဆော့ကွာပီနာကိုမေးခွန်းကရပ်ရွာကတော့ထိခိုက်မှုရှိနေကြောင်းသိပြီးဆိုပါတော့အဲ့တော့သူတို့တွေတွေ့မြင်နေရတဲ့ထိခိုက်မှုတွေနဲ့ပတ်သက်ပြီးစိတ်ပူနေုံမဟုတ်ဘဲအချက်အလက်တွေကိုပါကောက်ယူပြီးဒီအချက်အလက်တွေကိုအများနားလည်လက်ခံလာအောင်လို့ဘယ်လိုဖြန့်ဝေအအရေးဆိုကြမလဲဆိုတာကိုရှင်းပြပေးပါဟုတ်ပထမဆုံးတာထွက်စာမှတ်ကပါလဲဆိုတော့စနစ်တကျလေ့လာစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့တွေကဘယ်ရက်ရွာအောင်မှသွားပြီးတော့ခင်ဗျားတို့ရဲ့ရက်ရွာမှာဒီလိုပြဿနာရှိတယ်လို့ကျွန်တော်တို့တွေဝင်သွားပြောလို့မရအောင်အဲ့တော့ကျွန်တော်တို့တွေကဘာပဲလုပ်လဲဆိုတော့မေးခွန်းပဲမေးတယ်ဘာမေးခွန်းတွေမေးလဲဆိုတော့ဘယ်နေရာမှာဘာတွေဖြစ်နေသလဲဘာဖြစ်နေတာလဲဘယ်တော့မှစဖြစ်တာလဲဘာတွေပြောင်းလဲသွားသလဲရက်ရွာအပေါ်မှာဘယ်လိုထိခိုက်မှုရှိနေသလဲဒီလိုမေးခွန်းတွေကိုပဲကျွန်တော်တို့ရဲ့ရက်ရွာကိုလိုက်မေးတယ်ပြီးတော့အဲ့ဒီမေးခွန်းတွေကိုကျွန်တော်တွေကလေ့လာစောင့်ကြည့်ရေးမေးခွန်းတွေဖြစ်အောင်လို့တေချာစီစဉ်ပြီးတော့မေးမြန်းတယ်ပြီးတော့ဒီမှာကျွန်တော်တို့ရက်ရွာမှာဆိုလို့ရှိရင်ရက်ရွာတွေကရေနဲ့ပတ်သက်ပြီးတော့စိတ်ပူတယ်စိုက်ပျိုးမြေနဲ့ပတ်သက်ပြီးတော့သူတို့တွေစိတ်ပူတယ်ဒီစိုက်ပျိုးမြေတွေရေတွေရဲ့အပေါ်ရေစံအထက်ပိုင်းမှာရေစံကျော်ကနေပြီးတော့တပ်တူတွင်းနေရာတူးဖော်နေတာဆိုတော့သူတို့ရဲ့အညစ်အကြေးတွေကရေစုံဆင်းလာတယ်ဆိုတော့ဒါတွေကိုဘယ်လိုမျိုးတက်ရောက်မှုရှိနေတယ်လဲဘာတွေဖြစ်ပွားနေတယ်လဲဆိုတာကိုကျွန်တော်တို့ရရပါကိုမှတ်တမ်းတင်ခိုင်းတယ်အဲ့တော့ကျွန်တော်တွေကသူတို့ကိုဗာမေးခွန်းနဲ့မေးရလဲဆိုတော့ရေအည်သွေးပြောင်းသွားတာများသတိထားမိသလားဘယ်မြေပိုင်းမှာဘယ်မြေခွက်ကိုသွားပြီးတော့ထိနေတယ်လဲဘယ်မြေခွက်ကိုဘယ်လိုတက်ရောက်မှုရှိနေတယ်လဲအဲ့ဒီတက်ရောက်မှုအတွက်ကိုဘယ်လိုအထောက်အထားပြနိုင်တယ်လဲစသဖြင့်လည်းကျွန်တော်တွေမေးပါတယ်ပြီးတော့အဲ့ဒီအချက်လက်တွေကိုကျွန်တော်တွေကစုစည်းပြီးတော့အစီရင်ခံစာဖြစ်အောင်လို့ပြန်ပြီးတော့ပြောင်းကြပါတယ်အတိုင်းအတာတွေပြီးတော့ဘယ်လိုအချက်လက်တွေကောက်အောင်မလဲဆိုတာကိုကြတော့ပညာရှင်တွေကနေပြီးတော့အဆုံးဖြတ်နိုင်တယ်။သို့ပေမဲ့ဘာနဲ့စရမလဲဆိုတော့ရက်ရွာကလေ့လာစောင့်ကြည့်မှုနဲ့အရင်စရမယ်။ရက်ရွာသိနာလဲမှုနဲ့အရင်စရမယ်။ရက်ရွာကိုရှင်းလင်းတိကျတဲ့မေးခွန်းတွေမေးခြင်းပါရမယ်။ဒီမေးခွန်းတွေကိုဖြေဖို့အတွက်ရက်ရွာကတေချာလေ့လာရှာဖွေပြီးတော့အချက်လက်တွေကောက်ပေးခြင်းတွေပါရမယ်။တခါတလေကြာရင်တော့ကျွန်တော်တွေကGPS တွေဘာတွေ interview တွေ GPS အတိုင်းအတာအတိအကျနဲ့မြေခွက်တွေကိုသွားပြီးတော့ကြည့်ရတာတွေရှိမယ်။တခါတလေကြာလို့ရှိရင်ကျွန်တော်တွေကရက်ရွာကိုမေးခွန်းမေးရတာပဲရှိမယ်။ကျွန်တော်တွေကဒေတာတစ်ခုကိုသွားပြီးတော့ကြည့်လိုက်လို့ဘာပြောင်းလဲနေတယ်လဲဆိုတာကိုကျွန်တော်တွေသိမှာမဟုတ်ဘူး။အရင်ကဘယ်လိုနေခဲ့ပြီးတော့အခုဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတာကကြတော့ရက်ရွာကပဲသိမှာ။ပြီးတော့ဘယ်အပြောင်းလဲရတော့ရက်ရွာအတွက်ထိခိုက်တဲ့အပြောင်းလဲဆိုတာလည်းရက်ရွာကပဲသိမှာ။ဆိုတော့အချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီခုနပြောခဲ့တဲ့အတိုင်းပါပဲခုနပြောခဲ့တာတွေကကျွန်တော်ရဲ့အချင်းချုပ်အမြင်တွေပဲဖြစ်ပါတယ်။ဟုတ်ကျွန်မခုနကပြောလိုက်တဲ့အချက်ကိုအရင်သဘောကျပါတယ်မိကွန်အကုန်လုံးကနိပညာအများကြီးနဲ့ဖြည့်စရာမလိုဆိုတာကိုခုနပြောသွားတာဖြစ်ပါတယ်ရက်ရွာကိုရှင်းလင်းတိကျတဲ့မိကွန်တွေမေးရုံနဲ့ပဲသတင်းအချက်လက်ရရှိနိုင်တယ်ဆိုတာကိုကျွန်မအတိအမှတ်ပြုပါတယ်နောက်ထပ်မေးချင်တဲ့တစ်ခုကကြတော့ဒီရက်ရွာကရက်ရွာကလှုပ်ထားတဲ့အလုပ်တွေရက်ရွာကနဲ့ကောက်ယူထားတဲ့သတင်းအချက်လက်တွေကိုနိုင်ငံတကာကအလေးထားအတိအမှတ်ပြုအောင်လို့လုပ်နိုင်တဲ့နည်းလမ်းတွေကိုပြောပြပါယုံကြည်စိတ်ချဖွယ်ရရှိမှုဆိုတာကဘာလဲဆိုတော့ data ကောက်တဲ့အချိန်မှာဘယ်လိုကောက်ခဲ့ပါတယ်လဲဆိုတာကိုပွင့်လင်းမြင်သာမှုရှိဖို့ပဲဖြစ်ပါတယ် monitoring ကိုကျွန်တော်တွေကလေ့လာစောင့်ကြည့်မှုကိုအရင်ရှုပ်ထွေးအောင်မလုပ်ဘူးကျွန်တော်တွေကရှင်းလင်းအောင်ပဲလုပ်တယ် semantic way ရွာမှာဆိုလို့ရှိရင်ကျွန်တော်တွေကဘာတွေလုပ်တယ်လဲဆိုတော့ရိုးရှင်းတဲ့သိပ္ပံနီလန်းတချို့ကိုကျွန်တော်တွေသုံးတယ်ပြီးတော့ရက်ရွာဘက်ကလူတွေရဲ့အတိအမြဲအာအဖြေတွေကိုကျွန်တော်တွေထည့်သုံးတယ်
ဥပမာထားပါတော့ကျွန်တော်တွေက GPS အတိုင်းအတာအတိအကျနဲ့ဘယ်မြေခွက်ဆိုပြီးတော့ကျွန်တော်တွေကသတ်မှတ်ပေးတယ်ရက်ရွာလူတွေကအဲ့ဒီမြေကမြေနမူနာရေနမူနာတွေကိုယူလာပေးရတယ်ကျွန်တော်တွေကအဲ့ဒါကိုစစ်ဆေးပေးတယ်ဆိုတော့ကျွန်တော်ဒီအထောက်အထားတွေကိုအထောက်အထားတွေခိုင်မာအောင်လို့အရင်သိပ္ပံနည်းကြစေသိပ္ပံပိုင်းဆိုင်ရာအရင်ရှုပ်ထွေးခက်ခဲတဲ့နည်းလမ်းတွေကိုသုံးတာမဟုတ်ဘူးဘယ်လိုမျိုး data ကောက်ယူထားပါတယ်ဆိုတာကိုပွင့်လင်းမြင်သာမှုရှိတယ်ပြီးတော့ရက်ရွာကဝင်လုပ်ပေးလို့ရတဲ့ပုံစံမျိုးဖြစ်အောင်လို့လွယ်ကူအောင်လို့ထားပေးတယ်ရက်ရွာကလူတွေအတိတ်ပဲပြေးသွားစွာဝင်ပါနိုင်တဲ့နည်းလမ်းတွေကိုကျွန်တော်တို့ရရှာသုံးတယ်ဟိုဘယ်နေရာမှာတော့အဓိကပြောင်းလဲမှုတွေရှိနေတယ်ဘယ်နေရာမှာတော့ထိခိုက်မှုအကြီးတယ်လဲဆိုတော့ရက်ရွာလူတွေကပိုတည်တယ်ဆိုတော့သူတို့တွေစီကနေပြီးအချက်လက်တွေကိုကျွန်တော်တွေကကောက်ယူပေးတယ်ပြီးတော့ဒီသိပ္ပံပိုင်းဆိုင်ရာဟိုဓာတ်ခွဲခန်းထဲမှာဝင်လောက်ရတဲ့ကိစ္စတွေပေါ့ဒါတွေကတော့နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေကနေကုလုပ်ပေးတာပေါ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကဘာလဲဆိုတော့ရက်ရွာဘက်ကလူတွေအနေနဲ့ကျွန်တော်တို့ကိုဘာပြောပြနိုင်တယ်ဘာမပြောပြနိုင်ဘူးဆိုတာကိုကျွန်တော်တို့တွေပွင့်ပွင့်လင်းလင်းရိုးရိုးသားသားအတိအမှန်ပြုဖို့ဖြစ်ပါတယ်ဥပမာထားပါတော့ဒေတာတတိလေးတစ်ခုကအမြေခွက်တတိလေးတစ်ခုကရေတွင်းလေးတစ်ခုကရေကိုရယုံနဲ့ရက်ရွာကြီးတစ်ခုလုံးကရေတွေညစ်ပတ်နေပါပြီဆိုပြီးတော့ကျွန်တော်တို့ကတော့ပြောလို့မရဘူးသူတို့ကောက်ယူလာတဲ့ sample ကနမူနာဘယ် data တွေကိုကိုယ်စားပြုနိုင်တဲ့နမူနာဖြစ်တယ်လဲဆိုတာကိုကျွန်တော်တို့တွေယူသားမှုရှိရမယ်ဒါမှသာအာယုံကြည်စိတ်ချရတဲ့အချက်အလက်ယုံကြည်စိတ်ချရတဲ့အတိတ်ပဲဖော်မှုဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်တွေကရလာတဲ့နမူနာတွေကိုသုံးပြီးတော့ကြိုးချောင်းစီလျော်တဲ့ကောက်ချက်ပဲချတယ်ပြီးတော့ဒီလိုနေရာကနေပြီးတော့ဒီနမူနာတွေကိုဒီလိုနီးလန်းနဲ့ရှာဖွေကောက်ယူလိုက်ပြီးတဲ့အခါမှာဟောဒီကောက်ချက်ချပါတယ်ဆိုတော့အဆင့်တိုင်းကိုပွင့်လင်းမြင်သာမှုရှိစွာယူသားမှုရှိစွာပြတယ်ဒီအခါမှာယုံကြည်စိတ်ချပွင့်ရာဖြစ်တဲ့သတင်းအချက်လက်ထုတ်ပြန်မှုတွေပေါ်လာပါတယ်ကျွန်တော်တို့တွေကဒီ data တသေးလေးတစ်ခုကနမူနာတသေးလေးတစ်ခုကိုကင်ပြီးတော့ data ကြီးအကြီးတစ်ခုလုံးကတော့ဘာဖြစ်နေပါပြီဆိုပြီးတော့တရက်လုံးကောက်ချက်ချမှုတွေမလုပ်ကြဘူးဒါကတော့ကျွန်တော်တို့ယူသားမှုကြောင့်ယုံကြည်စိတ်ချပွင့်ရာဖြစ်တဲ့သတင်းထုတ်ပြန်မှုတွေပေါ်လာပါလိမ့်မယ်ဟုတ်ကွာပီနာကျေးဇူးတင်ပါတယ်ကွာပီနာပြပြတဲ့အချက်တွေမှာဆိုလို့ရှိရင်ဒီအချက်လက်တွေကိုအခုလိုမျိုးတိတိကျကျစနစ်တကျလုပ်တဲ့အတွက်ကြောင့်မို့လို့ဥပဒေပိုင်းမှာမူဝါဒပိုင်းမှာထည့်သွင်းစဉ်းစားလို့ရတဲ့ခိုင်မာတဲ့အထောက်အထားတွေပေါ်လာပါလိမ့်မယ်နောက်တစ်ခုကကြတော့ရက်ရွာတွေအနေနဲ့ပြင်ပပါဝင်ပတ်သက်သူတွေကုမ္ပဏီတွေအစိုးရတွေနဲ့ချိတ်ဆက်နိုင်အောင်လို့ဘာတွေကူညီထောက်ပံ့ပေးတယ်လဲအထောက်အထားတိုင်းကအရေးကြီးတာတော့မဟုတ်ဘူးကိုပြောချင်တဲ့အကြောင်းအရာနဲ့အထောက်အထားနဲ့ကိုက်ညီတော့မှသာအဲ့ဒီအထောက်အထားကအရေးကြီးလာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ကိစ္စမှာဆိုလို့ရှိရင်ဓာတ်ခွဲခန်းတွေကရလဒ်တွေအဲ့ဒီဓာတ်ခွဲခန်းတွေကရလဒ်တွေကကိန်းဂဏန်းတွေပဲရှိတယ်လေအဲ့ဒီဓာတ်ခွဲခန်းတွေကအချက်တွေကဘာကိုပြနိုင်သလဲဆိုတော့ဘယ်ဒေတာဘယ်အပိုင်းဘယ်အာမြေအပိုင်းဘယ်မြေခွက်အပိုင်းမှာတော့ဘယ်လိုမျိုးတရားမှုရှိနေပါတယ်ဆိုတာကိုပဲကျွန်တော်တွေကပြနိုင်တာဖြစ်တယ်ဆိုတော့အရက်ဘက်အဖွဲ့အစည်းတွေရက်ရွာတွေကဒီအချက်လက်ကိုသုံးပြီးတော့ကိုယ့်ရဲ့ရက်ဒီအရေးဆိုမှုကိုပြမှာဖြစ်ပါတယ်ဆိုတော့စကတည်းကကြိုစဉ်းစားလာရမှာဖြစ်တယ်လေးလာဆောင်ကြည့်မှုမလုပ်ခင်ကတည်းကဘာကြောင့်လေးလာဆောင်ကြည့်ကျင်တာလဲဘာတွေသိကျင်လို့လေးလာဆောင်ကြည့်ကျင်တာလဲငါတို့တောင်းဆိုခြင်းနဲ့အရေးအရာပါလဲငါတို့ဥတီချက်ကပါလဲဆိုတာကိုအရင်သိရှိပြီးတော့မှပဲလေးလာဆောင်ကြည့်မှုကိုလုပ်ရမှာဖြစ်တယ်အဲ့တော့ကိုလှုပ်ချင်တဲ့အဲ့ဒီရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့မှပဲအဲ့ဒီအချက်လက်တွေပေါ်မှာမူတည်ပြီးတော့မှပဲဘယ်လိုမျိုးလေးလာဆောင်ကြည့်ရမလဲဘယ်အရည်အသွေးရှိတဲ့အချက်လက်ကိုကောက်ယူရမလဲဆိုတာပေါ်လာမှာဖြစ်တယ်ကျွန်တော်တွေကထားပါတော့တင်နေရာတစ်ခုမှာစေဝနဝက်ဆိုတဲ့ရွာမှာဆိုလို့ရှိရင်ကျွန်တော်တွေက
ဒေတာတစ်ခုတည်းကမြေရေနမူနာကိုပဲယူတာမဟုတ်ဘူးကျွန်တော်တို့တွေသိချင်တဲ့အရာတစ်ခုကရက်ကွက်တစ်ခုတည်းကနမူနာကိုယူတာမဟုတ်ဘဲねကျွန်တော်တို့သိချင်တာကအဲ့လိုရက်ကွက်ပေါင်းစုံကရေနမူနာတွေကိုယူရတဲ့အထိဆက်ပြီးတော့ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တွေကဒီဒေတာကြီးတစ်ခုလုံးမှာပြောင်းလဲတဲ့အပြောင်းလဲကိုကျွန်တော်တွေကတိုင်းတာချင်တာလားရှာဖွေချင်တာလားဒေတာကြီးတစ်ခုလုံးမှာဖြစ်လာတဲ့အပြောင်းလဲတွေကိုကျွန်တော်တွေကသိချင်တာလားဆိုတာကိုအဲရှာဖွေပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကအရင်ဆုံးပါလဲဆိုတာကိုသိရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်သည်သိပ္ပံနည်းကျအစီရင်ခံစာများထုတ်နိုင်ရေးဆိုတာမဖြစ်ရဘူးကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကရက်ရွာဘာလို့ချင်တာလဲဘာလို့ချင်တာလဲဘာအရေးဆိုချင်တာလဲဒီလိုအရေးဆိုဖို့အတွက်ရက်ရွာကပြောချင်တဲ့ဒီအကြောင်းအရာအတွက်ဘလို့အထောက်အထားလိုတယ်လဲဆိုတာကိုကျွန်တော်တွေကသိရမှာဖြစ်တယ်အဲ့ဒီလိုမျိုးရက်ရွာလိုအပ်တဲ့အထောက်အထားကိုသိလာပြီဆိုတဲ့အခါကျတော့မှဘလို့သိပ္ပံနည်းကျနည်းလမ်းတွေကိုသုံးရမလဲဆိုတာကိုသတ်မှတ်နိုင်မှာဖြစ်တယ်ကျွန်တော်တွေကဟိုဒီသိပ္ပံပညာဆိုင်သိပ္ပံပိုင်းဆိုင်ရာနီလန်းနေစနစ်ကြဖို့ပါညာအမှုစဉ်းစားစရာမလိုဘူးရက်ရွာကလှုပ်ချင်တဲ့ပြောချင်တဲ့တောင်းဆိုချင်တဲ့အရေးဆိုမှုမှာလိုအပ်တဲ့အထောက်အထားစီလျော်စွာရရှိနိုင်ဖို့ကိုကျွန်တော်တွေကကူညီပေးရမှာဖြစ်တယ်ဥပမာထားပါတော့သူကမြေအည်သွေးရောကြမှုကိုသူတို့တွေကမှတ်တမ်းတင်ခြင်းနဲ့ရေညဉ့်ညမ်းမှုအချက်အလက်တွေကိုသူတို့တွေကမှတ်တမ်းတင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တွေကဒီမြေအည်သွေးနဲ့ရေထဲမှာပျော်ဝင်နေတဲ့အဲပါဝင်ပစ္စည်းတွေကိုရှာဖွေတဲ့နည်းလမ်းတွေကိုကျွန်တော်တွေကသတ်မှတ်အမှားဖြစ်ပါတယ်ဆိုတော့ဥတီချက်ပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တွေကလေ့လာစောင့်ကြည့်ခြင်းနည်းလမ်းကိုရှာရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခွာပီနာနောက်ဆုံး section မှာကျတော့ Jan Morel ကနေပြီးဆက်ပြောမှာဖြစ်ပါတယ်နောက်ဆုံးမေးခွန်းကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ရွာမှာဆိုရင်ဟိုကျမတို့အခုနောက်ဆုံးမေးချင်တဲ့မေးခွန်းကကြတော့ကိုယ့်ရဲ့အခြေအနေအတွင်းထဲမှာညရွာတွေအတူပူးပေါင်းစုစည်းနိုင်မဲ့နည်းလမ်းတစ်ခုကဘာဖြစ်မလဲကုမ္ပဏီတွေကိုတာဝန်ခံခိုင်းဖို့အတွက်ရက်ရွာတွေစုစည်းပူးပေါင်းပြီးသုံးလို့ရမယ့်နည်းလမ်းတစ်ခုကဘာဖြစ်မလဲဆိုတာကိုဆွေးနွေးပြရမှာဖြစ်ပါတယ်ဂျန်မော်ရယ်ကဒီရေကာတာဒီအကြောင်းထိခိုက်မှုရှိခဲ့ရတဲ့ရက်ရွာတွေအကြောင်းကိုလေ့လာခဲ့တဲ့သူဖြစ်ပါတယ်ပြီးခဲ့တဲ့9 နှစ်အတွင်းထဲမှာအလဲပိုင်းအမေရိကမှာနိုင်ငံတကာအဖွဲ့အစည်းတွေရပ်ရွာအဖွဲ့အစည်းတွေကိုကူညီပြီးတော့ဒီတပ်တူဖော်မှုအလုပ်ရဲ့ထိခိုက်မှုတွေအကြောင်းကိုမှတ်တမ်းတင်တဲ့နေရာမှာရပ်ရွာတွေကိုကူညီပေးခဲ့တဲ့သူတူဖြစ်ပါတယ်။ဆိုတော့ကျွန်မပထမဆုံးစမေးချင်တဲ့မေးခွန်းကရပ်ရွာနဲ့ကုမ္ပဏီတွေကြားထဲမှာသတင်းအချက်လက်ကွာဟမှုအကြောင်းကိုစပြီးတော့ဆွေးနွေးပေးစေချင်ပါတယ်။ဒီမှာကျွန်မဟောပြောသူတွေစီအားလုံးစီကနေကျွန်မကြားခဲ့လိုက်တဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒေတာခံရက်ရွာတွေကအတိဆုံးပဲဖြစ်တယ်ဆိုတဲ့အချက်ပါပြဿနာတွေကဘာတွေဖြစ်နေသလဲရက်ရွာကိုဘယ်လိုထိခိုက်နေသလဲဘယ်လိုဖြေရှင်းရင်အဆင်ပြေတော့တယ်လဲဆိုတာကိုရက်ရွာကအတိဆုံးဖြစ်တယ်ဆိုတော့ဒီ community monitoring ဆိုတဲ့နေရာမှာရက်ရွာတွေအနေနဲ့တည်ပြီးသားကိစ္စရပ်တွေကိုထိထိရောက်ရောက်လှုပ်ဆောင်နိုင်အောင်လို့ကူညီပေးတဲ့နယ်ဆိုတဲ့အချက်ကိုကျွန်မဒီမှာထပ်ပြီးတော့ပြောချင်ပါတယ်ဒီတတုတူဖော်မှုလုပ်ငန်းဆိုတာတတုတူဖော်ရေးစီးပွားရေးလောကသည်ဒီတူဖော်မှုလုပ်ငန်းတွေကုမ္ပဏီတွေကဘာမဖြစ်စေချင်လဲဆိုတော့ဒီတတုတွင်တွေရဲ့
ဤခိုင်မှုတွေကိုလူမပြောစေချင်ဘူးအဲ့လိုမပြောမှပဲလူမသိမှပဲသူတို့ရဲ့စီးပွားရေးကအဆင်ပြေမှာဖြစ်တယ်အဲ့ဒါသူတို့ရဲ့စီးပွားရေးပုံစံပဲဖြစ်တယ်ဆိုတော့ကျမတို့တွေကအဲ့ဒီစီးပွားရေးပုံစံကိုစိန်ခေါ်ရမှာဖြစ်တယ်ပြောင်းလဲအောင်လုပ်ရမှာဖြစ်တယ်ဥပမာဟေတီတို့ကာယနာတို့မှာအဲ့ဒီအတိုင်းပဲဖြစ်တယ်ဒါပေမဲ့နိုင်ငံတွေတည်းဖြစ်တာမဟုတ်ဘူးတစ်ကမ္ဘာလုံးကဒူဖော်မှုကုမ္ပဏီတွေနဲ့ရင်ဆိုင်ရတဲ့ရပ်ရွာတွေအားလုံးသူတို့တွေအားလုံးကဒီပြဿနာကိုသူတို့တွေကြုံရတယ်ဆိုတော့ဒီတူဖို့ရေးကုမ္ပဏီတွေကတက်နိုင်တဲ့လောက်သတင်းအချက်လက်ကိုထိန်ချန်တယ်ဖုံးကွယ်တယ်သတင်းမပေးဘူးသူတို့အပေါ်မှာဖိအားဖြစ်လာနိုင်မဲ့သတင်းအချက်လက်တွေကိုအစိုးရနဲ့သူတို့တွေနဲ့ညှိပြီးတော့ဖုံးထားတယ်ဖွက်ထားတယ်အဲ့ဒါသူတို့ရဲ့စီးပွားရေးပုံစံပဲဖြစ်တယ်ဆိုတော့ဒီပွင့်လင်းမြင်သာမှုမရှိခြင်းဒီလိုဖုံးကွယ်မှုကိုရပ်ရွာနေပြီးတော့တွန်းကန်ဖော်ထုတ်ပေးရမှာဖြစ်ပါတယ်တတုတွင်လုပ်ငန်းတိုင်းပြီးတော့တတ်တူတဲ့လုပ်ငန်းတိုင်းမှာစွန့်ပစ်ပစ္စည်းတွေထွက်တယ်ဆိုတော့ဒီမှာဆိုရင်ဒီရက်ရွာတွေကဒီတခါဒီစွန့်ပစ်ပစ္စည်းတွေဘယ်လိုမျိုးရှိနေတယ်လဲဆိုတာကိုရက်ရွာတွေကနေပြီးတော့သိကျင်ကြတယ်ဒီကုမ္ပဏီတွေကနေပြီးတော့ဖုံးကွယ်ကြတယ်ကုမ္ပဏီတွေသိတယ်အစိုးရတွေသိတယ်ဒါပေမဲ့ပြင်ပကိုသူတို့တွေကဟိုအတိမပေးကြဘူးဆိုတော့ဒီကိစ္စတွေကိုတတ်နိုင်သလောက်ရက်ရွာတွေကနေပြီးတော့လေ့လာဖော်ထုတ်ရမှာဖြစ်ပါတယ်ပြီးတော့ဒီကုမ္ပဏီတွေကနေပြီးတော့ထုတ်ပြန်ပြောဆိုတဲ့အကြောင်းအရာနဲ့မြေပြင်ကအဖြစ်အပျက်တွေကအင်မတန်ကွာတတ်ပါတယ်အဲ့ဒါကတော့ဒီလောကတစ်ခုလုံးမှာဖြစ်တတ်တဲ့ကိစ္စတွေပါပဲပြီးခဲ့တဲ့စစ်တမ်းတစ်ခုမှာဆိုလို့ရှိရင်တပ်တုတွင်ကုမ္ပဏီ100ရာနှုန်းကသူတို့အလုပ်ကြောင်းရေထိခိုက်မှုမရှိပါဘူးဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့တကယ်လက်တွေ့အခြေအနေမှာဆိုရင်ကြတော့အဲ့ဒီကုမ္ပဏီအလုံးရဲ့86ရာနှုန်းကရေအရည်အသွေးကိုထိခိုက်စေပါတယ်ဆိုတော့ဒီကုမ္ပဏီတွေကအစိုးရကိုပြောတဲ့ကိစ္စတွေရက်ရွာကိုပြောပြတဲ့ကိစ္စတွေသူတို့ရဲ့စီးပွားဖက်တွေကိုပြောပြတဲ့ကိစ္စတွေဒါတွေကအမြဲတမ်းအမှန်တော့မဟုတ်ပါဘူးဆိုတော့လူအများသိအောင်လို့ပြောရတော့ဒီအစိုးရပိုင်းကနေပြီးတော့သိအောင်လို့ဥပဒေချမှတ်တဲ့သူတွေသိအောင်လို့ကုမ္ပဏီတွေက stakeholder တွေ share ရှင်တွေသိအောင်လို့ကျမတို့တွေကဒါတွေကိုဖော်ထုတ်ပြပြမှာဖြစ်တယ်နောက်ထပ်လိုတာကဘာလဲဆိုတော့စီးနှောင်အားရှိတဲ့ဥပဒေတွေချမှတ်ဖို့လိုပါတယ်ဥပဒေပိုင်းမူဝါဒပိုင်းကနေပြီးတော့ထိန်းချုပ်မှုမျိုးလိုပါတယ်ပြီးတော့ဒီလူခွင့်ရေးစံနှုန်းတွေဖောက်ဖျက်တဲ့အခါမှာအရေးယူမှုလည်းရှိရပါမယ်ဆိုတော့ဒီရက်ရွာလေလာစောင့်ကြည့်မှုကဒေသနာအဆင့်မှာရောကမ္ဘာအဆင့်မှာရောကုမ္ပဏီတွေကထုတ်မပြောတဲ့သတင်းအချက်အလက်တွေပေါ်လာအောင်လို့ကူညီနိုင်စွမ်းရှိပါလိမ့်မယ်ဟုတ်နောက်ထပ်မေးခွန်းတစ်ခုနောက်ဆုံးမေးခွန်းကဘာလဲဆိုတော့ကျမတို့ကိုဥပမာတချို့ပြောပြပေးဖို့ဖြစ်ပါတယ်ဒေသနာအခြေအနေတစ်ခုမှာတွေ့ရတဲ့ရရွာအထောက်အထားတစ်ခုကတစ်ကမ္ဘာလုံးကိုဘယ်လိုကူညီနိုင်မလဲဘယ်လိုမျိုးအထောက်အကူပြုနိုင်မလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးပါဘရာဇီးမှာရှိတဲ့ဒီတမန်တစ်ခုကြိုးဝါတဲ့အခါမှာတစ်ကမ္ဘာလုံးဝင်ပြီးတော့ကူလိုက်ရပါတယ်လူ2သိန်းကျော်လောက်ကိုထိခိုက်သွားတယ်လူရာချီပြီးတော့သေတယ်ရေအများကြီးအဲ့ဒီတမန်ကြိုးဝါတဲ့အတွက်ကြောင့်မို့လို့တော်တော်ကြီးကြီးမားမားဆိုရပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်သွားပါတယ်ဆိုတော့ဒီတတုတွင်ဒုဖော်မှုကုမ္ပဏီလောကလည်းလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ် UN လည်းဝင်ပါလာတယ်ပြီးတော့ဒီတတုတွင်ကထွက်တဲ့စွန့်ပစ်ပစ္စည်းတွေကိုတင်ထားပေးတဲ့အဲ့ဒီတမန်ကိုဘယ်လိုထိမ့်သိမ်းရမလဲဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အပိုင်းကိုလူတွေပို့ပြီးတော့စိတ်ဝင်စားလာကြပါတယ်
ရိုက်ပါကြတော့တည်ရဲ့ဒီစွန့်ပစ်ပစ္စည်းတွေရှိနေကြတဲ့အခါပြီးတော့ဒီစွန့်ပစ်ပစ္စည်းတွေကိုအဲ့ဒီတမန်တွေထဲမှာစုပြီးတော့တင်ထားတဲ့အခါမှာပတ်ဝန်းကျင်ကိုဘယ်လိုထိခိုက်ကြောင်းရေကိုဘယ်လိုထိကြောင်းသူတို့ရဲ့တရိတ်ဆန်တွေကိုဘယ်လိုထိကြောင်းရိုက်ပါတည်တယ်ဆိုတော့ဒီ Earthwork ဆိုတဲ့အဖွဲ့အစည်းကအရက်ဘက်အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းပြီးတော့ဒီစတတူရင်းကထွက်တဲ့စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာလမ်းညွှန်ချက်18ခုကိုကျွန်တော်တို့ထုတ်ပြန်ခဲ့ကြပါတယ်။အဲ့ဒီလမ်းညွှန်ချက်တွေကိုကျွန်တော်တို့တွေရေးသားဖို့အတွက်ကကြောင့်မလို့အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတယ်။ data ရက်ရွာတွေနဲ့ကျွန်တော်တို့တွေပူးပေါင်းတယ်။ရက်ရွာအဆင့်ကရက်ရွာဝင်တွေဒေတာကန်ပုံကိုယ်တွေနဲ့ကျွန်တော်တို့အတူပူးပေါင်းပြီးတော့သူတို့ရဲ့ data မှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးစီမံခန့်ခွဲမှုလိုအပ်လောက်တယ်လဲဆိုတာကိုကျွန်တော်တို့တွေရှာဖွေကြပါတယ်။ပြီးတော့ဒီအဲတတူရင်းကထွက်တဲ့စွန့်ပစ်ပစ္စည်းတွေအတူလောင်ထိန်သိမ်းထားမှုကအရရွာဘဝဘယ်လိုထိခိုက်မှုရှိတယ်လဲဆိုတာကိုလည်းကျွန်တော်တို့တွေအဲရှာဖွေကြရတယ်တရင်အချက်လက်ကောက်တယ်ပြီးတော့ဒါတွေကိုဘယ်လိုရှင်းရမလဲဆိုတဲ့အဆိုပြုချက်ကိုလည်းကျွန်တော်တို့တွေထုတ်ပြန်ခဲ့ပေးပါတယ်ပြီးတော့တတူဝယ်တဲ့ကုမ္ပဏီတွေပေါ့ဒီတူးဖော်ရေးကုမ္ပဏီတွေမဟုတ်ဘဲနဲ့တတူတွေကိုဝယ်တဲ့ကုမ္ပဏီတွေရှိတယ်ဆိုတော့အဲ့ဒီတွင်းထွက်တွေနဲ့တတူတွေကိုဝယ်တဲ့ကုမ္ပဏီတွေကိုကျမတို့တွေ PR ပေးတယ်လူအခွင့်အရေးချိုးဖောက်တဲ့ကုမ္ပဏီတွေစီကနေပြီးတော့မဝယ်ဖို့တူးဖော်ရေးကုမ္ပဏီတွေကစီပြီးတော့မဝယ်ဖို့ပြီးတော့သူတို့ဝယ်ပြီးဆိုလို့ရှိရင်လည်းဒီတူးဖော်ရေးကုမ္ပဏီတွေအနေနဲ့ဘလို့စံနှုန်းတွေကိုလိုက်နာမှသာတတူဝယ်မယ်ဆိုပြီးတော့သတ်မှတ်ဖို့အတွက်ကျမတို့တွေတိုက်တွန်းတယ်အဲ့တော့အဲ့ဒီတပ်တူတွင်းထွက်တွေဝယ်တဲ့ကုမ္ပဏီတွေထဲမှာကားထုတ်တဲ့ကုမ္ပဏီတွေပါတယ်မော်တော်ယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ဆိုလို့ရှိရင်လည်းကျမတို့အဲ့ကုမ္ပဏီတွေကိုဖိအားပေးတယ်ပြီးတော့ရက်ရွာအဖွဲ့အစည်းတွေရက်ရွာတဲ့ကိုယ်တိုင်တွေရဲ့နိုင်ငံတကာအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့မဟာမိတ်အုပ်စုကြီးတစ်ခုကျမတို့တွေဖွဲ့ပြီးတော့အဲ့ဒီကုမ္ပဏီတွေကိုဖိအားပေးကြပါတယ်အာဂျင်တီးနားကနမူနာလေးတစ်ခုကြည့်ရအောင်ပါရွှေတူးဖော်မှုရွှေတူးဖော်မှုကြောင့်အစိတ်အတောက်ဖြစ်စေတဲ့စွန့်ပစ်ပစ္စည်းတွေရေထဲကိုစိမ့်ဝင်မှုအများကြီးဖြစ်သွားခဲ့တယ်။အဲ့ဒီကိစ္စကိုကုမ္ပဏီကဖုံးထားတယ်။အစိုးရကလည်းကူပြီးတော့ဖုံးထားပေးတယ်။တခြား presenter တွေပြောပြတဲ့အကြောင်းပါပဲ။ဆိုတော့ရက်ရွာကဘာလုပ်တယ်လဲဆိုတော့တခြားရက်ရွာတွေနဲ့လှမ်းပြီးတော့ချိတ်ဆက်တယ်။ဒီကုမ္ပဏီပဲတခြားဒေသတွေမှာလုပ်တဲ့အလုပ်တွေရှိတယ်။အဲ့ဒီကုမ္ပဏီကြောင့်ပဲထိခိုက်ရတဲ့တခြားရက်ရွာတွေကိုလိုက်ပြီးတော့စူးစီးတယ်။ပြီးတော့ဒီကုမ္ပဏီရဲ့ယင်းနှိမ့်မြုပ်နှံသူတွေကိုလိုက်ပြီးတော့ဆက်သွယ်တယ်ဒီတန်တရာအဆင့်မှာတရင်အချက်လက်ကောက်ယူပြီးဒီကုမ္ပဏီကတော့ဒီလိုထိခိုက်မှုတွေလုပ်နေပါတယ်ဆိုပြီးတော့ယင်းနှိမ့်မြုပ်နှံသူ share ရှင်တွေစီကိုတိုက်ရိုက်သွားပြီးတော့ဆက်သွယ်တယ်ပြီးတော့ကုမ္ပဏီကိုထိန်းခိုင်းတယ်အဲ့တော့လွန်ခဲ့တဲ့နှစ်ကဘာဖြစ်သွားလဲဆိုတော့ဒီရေအကြီးအသွေးကိုရေအကြီးအသွေးကိုအမိကိုကင်းတဲ့အုပ်စုတစုကနေပြီးတော့ရေအရည်သွေးကိုစစ်ဆေးဖို့အတွက်ကိုလည်းတိုက်တွန်းနိုင်ခဲ့တယ်ပြီးတော့ဒီကုမ္ပဏီအနေနဲ့ပို့ပြီးတော့ရေအရည်သွေးပေါ်မှာတာဝန်ယူအောင်လို့တိုက်တွန်းမှုတွေလှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒီလိုတိုက်တွန်းနိုင်ခဲ့တာကလည်းကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံသူတွေစီကိုတိုက်ရိုက်သွားတိုင်ကြားနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့လုပ်နိုင်ခဲ့တာဖြစ်ပါတယ်ကြားရတဲ့အချိန်15မိနစ်လောက်ပဲကြာမှာတော့တယ်အမေအဖြေအတွက်ပေါ့အားလုံးစီကိုဒီ webinar ရဲ့ recording လှမ်းပြီးတော့ပို့ပေးပါမယ်ကျမတို့တွေ chat ကလာတဲ့မေခွန်းတွေကိုအဓိကဦးစားပေးပြီးတော့မေခွန်းတွေကိုကြည့်ပါမယ်ဆိုတော့အခုကျမတို့တွေမေခွန်းတွေတက်လာသမျှကိုအုပ်စုလိုက်ပြီးတော့ဖွဲ့နေတာဖြစ်တယ်ဆိုတော့ပထမမေခွန်းတစ်ခုကတက်ရောက်သူအများစုကမေးထားတဲ့မေခွန်းတစ်ခုဖြစ်ပါတယ်စံနှုန်းတွေရှိပါသလားဒီရက်ရွာတဲ့အနေနဲ့တဘာပတ်ဝန်းကျင်ဆိုင်ရာသတင်းအချက်အလက်တွေကိုကောက်ယူတဲ့အခါမှာ
ယုံကြည်စိတ်ချဖွယ်ရာ data ဖြစ်ဖို့အဲ့ဒီအချက်လက်ကိုသူများတွေအလေးထားပြီးတော့အတိအမှတ်ပြုဖို့အတွက်ဒီအချက်လက်တွေကတော့ဘယ်လိုစံနှုန်းတွေမှီရမယ်ဆိုတဲ့သတ်မှတ်ချက်ပေါ့အချက်လက်ဆိုင်ရာစံနှုန်းသတ်မှတ်ချက်ရှိကြပါသလားခွန်ဘေးနာအောင်မေးပါမယ်ဆိုတော့မေးခွန်းပြန်မေးပါမယ် participant အများစုမေးတဲ့မေးခွန်းတစ်ခုပေါ့အနိုင်ဆုံးလိုက်နာရမယ်စံနှုန်းတွေရှိပါသလားဒီစံနှုန်းတွေရှိမှသာသူတို့ရဲ့ရက်ရွာရဲ့အချက်အလက်ကိုနိုင်ငံတကာအဖွဲ့အစည်းတွေကုမ္ပဏီတွေဥပဒေချမှတ်သူတွေ policy ချမှတ်သူတွေသူတို့တွေကအလေးထားပြီးတော့အတိအမှတ်ပြုမှုရှိအောင်လို့သိပ္ပံနည်းကျဖြစ်နေအောင်ဗလိုက်မှုကင်းအောင်လို့ဘယ်လိုအချက်အလက်မျိုးဖြစ်ရပါမလဲဘယ်လိုစံနှုန်းတွေရှိရမလဲဟုတ်ကျွန်တော်ဟုတ်စံနှုန်းတချို့ရှိပါတယ်သတင်းအချက်အလက်ကိုကျွန်တော်အကဲဖြတ်ဖို့အတွက်စမ်းစစ်ဖို့အတွက်သုံးလို့ရတဲ့စံနှုန်းတချို့ရှိပါတယ် WHO မှာလည်းအဲ့ဒီစံနှုန်းတွေရှိတယ် US EPA မှာလည်းအဲ့ဒီလိုစံနှုန်းမျိုးရှိတယ်ပြင်သစ်မှာလည်းအဲ့ဒီလိုစံနှုန်းတချို့ရှိတယ် UK မှာလည်းစံနှုန်းတချို့ရှိတယ်အဲ့ဒီစံနှုန်းတွေက assessment လုပ်ကြပြီဆိုလို့ရှိရင်ဘယ်သတင်းအချက်လက်ကတော့လက်ခံဖွယ်ရဖြစ်တယ်ဆိုတာတွေကိုစမ်းစစ်တဲ့အခါမှာအဲ့ဒီစံနှုန်းတွေကတစ်ခုပြီးတစ်ခုကျွန်တော်နေလိုက်ပြီးတော့ကြည့်ကြည့်လို့ရတယ်ဒီစံနှုန်းတွေကိုလိုက်နာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချက်လက်ကိုအလွယ်တကူညှင်းဆန်လို့မရတော့ဘူးကျွန်တော်တို့အချက်လက်တွေခိုင်မာမှုရှိသွားမယ်ကိုကဒီကိုယ့်ရဲ့ကောက်ယူထားတဲ့အချက်လက်ကိုအဲ့ဒီ UK ကစံနှုန်းတွေ US ကစံနှုန်းတွေလိုက်ပြီးတော့တိုက်ဆိုင်ကြည့်ကြည့်လိုက်အဲ့ဒီစံနှုန်းတွေကိုကိုယ့်အချက်လက်ကကြော်လွန်နေပြီဆိုလို့ရှိရင်ကိုယ့်အချက်လက်ကခိုင်ပါပြီဒါကိုသူတို့တွေအတိအမှတ်ပြုရတော့မယ်ဒါကြောင့်မလို့ကျွမ်းကျင်သူတွေကိုလည်းပါဝင်ခိုင်းရမယ်ဆိုပြီးတော့ပြောတာပါဖြစ်ပါတယ်အဲ့ဒီစံနှုန်းတွေကိုကျွမ်းကျင်သူတွေကဖတ်ရင်နားလည်လိမ့်မယ်ပြီးတော့ဒီစံနှုန်းတွေပြည့်အောင်လို့ရက်ရွာအနေနဲ့ဘာလုပ်ရမလဲဘာမလုပ်ရအောင်ဆိုတာကိုအဲ့ဒီကျွမ်းကျင်သူတွေကနေပြီးတော့အကြံဉာဏ်ပေးနိုင်လိမ့်မယ်လက်ညွှန်ချက်ပေးနိုင်လိမ့်မယ်ဒါကြောင့်မလို့ပူပေါင်းဆောင်ရွက်တင်တယ်လို့ကျွန်တော်ပြောတာပါနောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုပါကြတော့လုံခြုံရေးဖြစ်ပါတယ်ဒီတတုတွေနဲ့ဆိုင်ရာစစ်ဖြစ်နေတဲ့ data တွေပဋိပက္ခဖြစ်နေတဲ့ data တွေမှာလေ့လာစောင့်ကြည့်မှုလုပ်ဖို့အတွက်ဘေးကင်းလုံခြုံမှုကိုဘယ်လိုထည့်သွင်းစဉ်းစားရမလဲအရေးဆိုမှုပိုင်း advocacy ပိုင်းတွေမှာရရွာထိခိုက်မှုမရှိဘဲနဲ့ဘယ်လိုလုပ်တင်တယ်လဲဆိုတာကိုပြောပြပေးပါအောင်ပန်ဒီဟောပြောသူတွေကဘာသူမဆိုလှမ်းပြီးတော့ပြောလို့ရပါတယ်အရင်ဆုံးတော့ဂျန်ကိုဖိတ်ခေါ်လိုက်ပါမယ်ဂျန်ပြောနေတဲ့အချိန်ဒီဟာစပြီးတော့ပြောတာမို့လို့ပါဆီယနာမေကွန်ပြန်မေးပေးပါအောင်ဟုတ်မေကွန်ကဘာလဲဆိုတော့ဒီသတင်းအချက်လက်ကောက်ယူနေတဲ့ရက်ရွာတွေရှိလိမ့်မယ်သူတို့တွေကအဲ့လိုဘေးကင်းလုံခြုံမှုနည်းတဲ့ဒီအခြေသားတွေပဋိပက္ခဖြစ်နေတဲ့ data တွေဒီနေရာတွေမှာသတင်းအချက်လက်ကောက်ယူပြီဆိုလို့ရှိရင်ဘေးကင်းလုံခြုံမှုရှိအောင်လို့ဘယ်လိုဆောင်ရွက်တင်တယ်လဲဆိုတာကိုမိတာဖြစ်ပါတယ်ဟုတ်တဘာပဝင်းကျင်ကာကွယ်ဆောင်ရှောက်သူတွေအန်တရဲ့အများဆုံးကဏ္ဍကတွင်ထွက်နဲ့ပတ်သက်တဲ့ကဏ္ဍပါတခြားကဏ္ဍကတဘာပဝင်းကျင်ဆောင်ရှောက်သူတွေကတတုတွင်တူဖို့ရေးကဏ္ဍကကာကွယ်ဆောင်ရှောက်သူတွေလောက်အန်တရဲ့မများဘူးချင်းချောက်မှုတွေအများကြီးကိုဒီတွင်ထွက်ကဏ္ဍမှာပိုတွေ့ရပါတယ်ဘရာဇီးမှာဆိုလို့ရှိရင်ဒီရက်ရွာရေတမန်နီထုတ်လူဖို့ရေးဒေတာတွေမှာဒီဘရာဇီးမှာရေအရည်သွေး14လဆောင်ကြည့်တဲ့သူတွေရှိတယ်သူတို့တွေကဘာလုပ်လဲဆိုတော့ဒီ data တွေကိုအမည်မဖော်ဘဲနဲ့လှမ်းပြီးတော့ပို့ကြတယ်အာတရင်ချက်လက်ကောက်တာတွေကိုစုစည်းပေးတဲ့အဖွဲ့အစည်းကအနည်းဆုံးမြို့မှာရှိတယ်အဲ့ဒီမြို့ပေါ်မှာအဖွဲ့အစည်းစီကိုရရွာကလူတွေကနာမည်မဖော်ဘဲနဲ့တရင်အချက်လက်တွေလှမ်းပြီးတော့ပို့ကြတယ်ပြီးတော့ဒီအချက်လက်ဘသူစီကလာလဲဆိုတာကိုလည်းလူမသိအောင်လို့ဖုံးကွယ်ထားပေးတယ်ဆိုတော့ဒီအချက်လက်ကိုဘသူကောက်သွားလဲဆိုပြီးတော့
ရှာဖွေသိရှိခြင်းမဖြစ်အောင်လို့အဖွဲ့အစည်းတွေကနေပြီးတော့ကာကွယ်ထားပေးတယ်ပြီးတော့သတင်းအချက်အလက်တွေကိုလူအများသိအောင်လို့ထုတ်ပြန်တဲ့အခါမှာပညာရှင်တွေ NGO တွေအဖွဲ့အစည်းတွေကနာမည်ခံပေးလိုက်တာမျိုးဖြစ်တယ်သူတို့တွေကနာမည်ခံပြီးတော့ထုတ်ပြန်ပေးတယ်ရက်ရွာလူကိုဖုံးနှပေးတယ်ဆိုတဲ့နည်းလမ်းကိုလည်းသုံးကြပါတယ်ရှာဖွေတဲ့လူကတော့ဒီနာမည်ထုတ်ပြောလို့ရတဲ့ပညာရှင်တစ်ယောက်တို့အဖွဲ့အစည်းတစ်ခုတို့တက္ကသိုလ်တစ်ခုတို့စသဖြင့်နာမည်ခံပေးလိုက်တယ်ဆိုတော့ဒီလိုနာမည်ခံတဲ့အခါမှာဘယ်လိုရက်ရွာပေါ်မှာထိခိုက်မှုပို့ပြီးတော့နေသွားစေလိမ့်မယ်ဆိုတော့ရက်ရွာကအရင်သိရမှာကထိခိုက်မှုကဘယ်ကလာနိုင်တယ်လဲဘယ်လိုအန္တရာယ်မျိုးရှိနိုင်တယ်လဲဒီအန္တရာယ်ကိုရှောင်ဖို့ဆိုလို့ရှိရင်ဘယ်သူ့ကိုကြားခံထားလိုက်လို့ရမလဲဆိုတာကိုရက်ရွာဆုံးဖြတ်ရမှာဖြစ်ပါတယ်ဟုတ်ဂျန်ပြောတာကိုလည်းထောက်ခံချင်ပါတယ်ဟုတ်ပါတယ်ဒီတွင်ထွက်ကဏ္ဍမှာဆိုလို့ရှိရင်ကာကွယ်ဆောင်ရှောက်သူတွေအရေးဆိုသူတွေကိုပြစ်မှတ်ထားတယ်ချိန်ချောက်မှုတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ကနောက်ထပ်ပါလဲပြောချင်သေးလဲဆိုတော့ကျွန်တော်တို့တွေက data တွေကောက်ယူတဲ့အခါမှာမှန်ကန်တဲ့ data ဖြစ်ဖို့လိုအပ်တယ်သူတို့ရဲ့ဒီအစိုးရတွေရဲ့ဥပဒေတွေ policy တွေကိုအကူအညီပေးနိုင်တဲ့သတင်းအချက်အလက်တွေဖြစ်အောင်လို့လုပ်တင်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီ NGO တွေနိုင်ငံတကာအဖွဲ့အစည်းတွေသူတွေကိုအသုံးချတင်ပါတယ်အခုဆိုရင်လည်းကျွန်တော်တွေက SRTC ကိုအစိုးရနဲ့ MOU ထိုးဖို့လုပ်နေပါတယ်ကျွန်တော်တို့ရဲ့ data တွေအာလေ့လာစောင့်ကြည့်ရေးအစီအစဉ်တွေကိုအစိုးရအတိအမှတ်ဖြစ်အောင်လို့ကျွန်တော်တို့တွေစဆောင်ရွက်နေတာဖြစ်ပါတယ်ဆိုတော့တက်နိုင်သလောက်တရားဝင်ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်တက်နိုင်သလောက်ဥပဒေအတိအမှတ်ပြုမှုရအောင်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အလုပ်တွေပို့ပြီးတော့ဘေးကင်းလာပါလိမ့်မယ်နောက်ထပ်မေးခွန်းတစ်ခုကဘာလဲဆိုတော့အခန်းကဏ္ဍတွေနဲ့အရင်းမြစ်တွေအကြောင်းမေးရတာဖြစ်ပါတယ်ခွက်ပေနာကိုပဲတစ်ချက်ပြန်ပြီးတော့မေးချင်ပါတယ်တခြားဟောပြောသူတွေလည်းဝင်ပြောလို့ရပါတယ်မေးခွန်းကဘာလဲဆိုတော့ရက်ရွာတဲ့အနေနဲ့ဒီအလုပ်စပြီးတော့လုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုအထောက်အကူလိုအပ်တယ်လဲရက်ရွာကအကူအညီမလိုပဲလုပ်လို့ရနိုင်တဲ့အလုပ်တွေကဘာတွေဖြစ်မလဲပြီးတော့ဒီလိုလိလတ်ဆောင်ကြည့်မှုအတွက်ရက်ရွာလိုအပ်မဲ့နီးကရိယာတွေကဘာတွေဖြစ်မလဲအဲ့ဒီလိုအပ်တဲ့နီးကရိယာတွေအရင်းမြစ်တွေအထောက်အကူတွေကိုဘယ်နေရာကနေရက်ရွာသွားတောင်းလို့ရမလဲဆိုအရင်ဆုံးပထမဆုံးစတင်တာကတော့ရက်ရွာအနေနဲ့ဘာသိရမလဲဆိုတော့ရက်ရွာကလေ့လာကြည့်ရှုမှုရှိရမယ်ကိုဘာမြင်လဲဆိုတာကိုသတိထားကြည့်ဖို့အဲ့ဒါကတော့ပထမအဆင့်ပဲပေါ့ရက်ရွာအနေနဲ့အပြောင်းလဲမြင်တယ်ချရေးထားလိုက်မှတ်တမ်းတင်ထားလိုက်မယ်ဘယ်လိုအပြောင်းလဲဖြစ်နေရလဲဘယ်နေရာမှာဖြစ်နေရလဲဘာအပြောင်းလဲဖြစ်နေတာလဲကိုယ်မှာမရှိတဲ့ကိစ္စတွေအကြောင်းမစင်စားခင်မှာပထမဆုံးလုပ်လို့ရတဲ့တစ်ခုကမြင်တာကိုချရေးထားတာပါမြင်တာကိုမှတ်တမ်းတင်ထားတာပါပြီးတော့ကိုကဒီအအပြောင်းအလဲတွေကိုမြင်တာနဲ့မှတ်တမ်းတင်ထားတာအပြင်အသစ်ပို့လိုအပ်လာတဲ့ဟာတွေရှိလိမ့်မယ်ဆိုတော့အဲ့ဒီလိုအသစ်လိုအပ်တဲ့အရာတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီအလုပ်မျိုးဘယ်အဖွဲ့အစည်းဘယ်လူပုဂ္ဂိုလ်တွေကလုပ်မလဲဆိုတာကိုသိဖို့အတွက်ကိုယ်ရချိတ်ဆက်မှုတွေလုပ်ရမယ်ဆိုတော့တခြားရက်ရွာတွေအဖွဲ့အစည်းတွေ NGO တွေကိုလှမ်းပြီးတော့မေးမယ်ချိတ်ဆက်မယ်အဲ့လိုမျိုးလုပ်ရပါမယ်ကျွန်တော်တို့တွေအဖွဲ့အစည်းမှာဆိုရင်ကျွန်တော်တို့ကမြင်တာကိုအရင်မှတ်တယ်ပြီးတော့မေးခွန်းတွေချရေးတယ်ကိုဘာလိုချင်တာလဲဘာသိချင်တာလဲ
ဒါဒီသိချင်တဲ့အချက်လက်ကိုရဖို့အတွက်ဘာတွေလိုအပ်တယ်လဲအဲ့ဒီမေးခွန်းတွေထွက်လာပြီဆိုလို့ရှိရင်အဲ့ဒီမေးခွန်းတွေကိုကျွန်တော်တွေကအကွန်ရက်ချိတ်ဆက်ပြီးတော့တခြားလူတွေကိုလိုက်ပြီးတော့ဆက်မေးတယ်သူတို့တွေကအကူအညီပေးနိုင်တဲ့သူတွေနဲ့ချိတ်ဆက်ပေးတယ်ဆိုတော့ common ရက်ရွာတဲ့အနေနဲ့ဘာနဲ့စလို့ရတယ်လဲဆိုတော့ကိုသိတာနဲ့စလို့ရတယ်ကိုမှရှိတာနဲ့စလို့ရတယ်ကိုမြင်တာကိုမှတ်တမ်းတင်ခြင်းအပြင်အရင်ဆုံးစရပါမယ်ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင်ကျွန်တော်တို့ရက်ရွာတစ်ခုကိုလှမ်းပြီးတော့ဆက်သွယ်ဖို့လုပ်တာသူတို့ကိုကျွန်တော်တို့ဆက်သွယ်လို့မရဘူးဒါပေမဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့အခါမှာသူတို့တွေဘာတွေမှတ်တမ်းတင်တာလဲဆိုတော့ရက်ရွာကိုယ်တိုင်ကိုကဒီမြစ်ရေညဉ့်ညမ်းမှုကိုမှတ်တမ်းတင်ဖို့အတွက်မြစ်ရေကိုရေဘူးတွေနဲ့ထည့်ပြီးတော့တင်တာလားအဲ့လိုတစ်ပတ်စာစသဖြင့်ဟာတက်လီတာဘူးတွေနဲ့အဲ့လိုမျိုးယူပြီးတော့တင်တာတယ်ပြီးတော့အဲ့ဘူးတွေကိုကျွန်တော်တို့အဆက်အသွယ်ရတဲ့အခါကျတော့မှအဲ့ဒီရေဘူးတွေကိုကျွန်တော်တို့လှမ်းပြီးတော့ပို့တယ်အဆက်အသွယ်ရတဲ့အခါမှာအဲ့ဒီရေဘူးတွေကိုလည်းရရောကျွန်တော်တွေကတခွဲခန်းကိုပို့ပြီးတော့တရင်အချက်လက်တွေကိုရှာဖွေနိုင်တယ်။ဒါပေါ်ရက်ရွာကတော့သူတို့စီမှာတခွဲခန်းကြီးချက်ချင်းတန်းရှိသွားမှာမဟုတ်ဘူး။ဆိုတော့အပြောင်းလဲဖြစ်ပြီးဆိုလို့ရှိရင်ဖြစ်တာနဲ့ရက်ရွာကအဲ့ဒါကိုရေဘူးနဲ့ကောက်ပြီးတော့တင်ထားလိုက်တယ်။အဲ့ဒီလိုပုံစံမျိုးလုပ်ခဲ့တာကိုရက်ရွာတစ်ခုမှတွေ့ခဲ့ရပါတယ်။ဟုတ်ဆိုတော့ဟုတ်တယ်ဒီမှာဆိုရင်ဟေတီမှာလည်းအဲ့လိုမျိုးလုပ်ခဲ့တာရှိတယ်။ရေဘူးရေဘူးနဲ့အဲ့ဒီညဉ့်ညမ်းလာတဲ့မြေရိုးယူသုံးထားလိုက်တယ်ပြီးတော့အဲ့ဒီရေဘူးပေါ်မှာစာရေးပြီးတော့ကတ်ထားတယ်ဘယ်နေ့ကဘယ်နေရာမှာဘယ်အချိန်ဒီရေကိုယူသိမ်းထားပါတယ်ဆိုတော့စာလေးကပ်ပြီးတော့ကိုယ်အိယာအောက်ကိုပဲထည့်ပြီးတော့သိမ်းထားလိုက်တာအဲ့ရရွရှိဝင်ကဟုတ်ကျမလည်းကွာပီနာပြောလိုက်တဲ့အာကိုထောက်ခံချင်ပါတယ်ကနဦးလေးလာတွေ့ရှိမှုကလည်းအင်မတန်အရေးကြီးပါတယ်ဆိုတော့ဒီတတုတူဖော်မှုစပြီးတော့လုပ်ပြီးဆိုလို့ရှိရင်တတုတူဖော်မှုဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်မှတ်တမ်းတင်ချက်တွေကအရင်ရှုပ်ထွေးခက်ခဲစရာမလိုပါဘူးဒီမှာတွေဓာတ်ပုံရိုက်ထားလို့ရတယ်ပြီးတော့ဖုန်းထဲမှာပဲကိုယ့်အတန်သွင်းထားလိုက်လို့ရတယ်ကိုယ်ရက်ရွာထဲမှာဒီရေအရင်းမြစ်တွေဒီညဉ့်ညမ်းမှုတွေကတော့ဒီလိုရှိနေပါတယ်ဆိုပြီးတော့စာနဲ့ချရေးထားတာနှုတ်နဲ့အမှတ်တမ်းတင်ထားတာဓာတ်ပုံရိုက်ထားတာစသဖြင့်လုပ်လို့ရတယ်ဒါပေါ်တတုတူဖော်မှုရဲ့တက်ရောက်မှုကအရန်သိတာပါတယ်ကျမတို့ဂျိုဒူဓာတ်ပုံတွေလည်းယူလို့ရတယ်ဒါပေမဲ့လည်းဘာမတိရနိုင်တာလဲဂျိုဒူကနေပြီးတော့မမြင်ရတာဘာလဲဆိုတော့အဲ့ဒီရေကိုရက်ရွာဘယ်လိုသုံးနေလဲဆိုတာကျမတို့တွေမမြင်ရဘူးဥမာမြစ်ကောသွားတာမျိုးတော့ရှိချင်ရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီကောနေတဲ့မြစ်ကိုရက်ရွာဘယ်လိုမျိုးသုံးနေခဲ့တာပါဆိုတာကိုကျမတို့တွေမသိနိုင်ဘူးဒါတွေကကြတော့ရက်ရွာကနေပြီးတော့မှတ်တမ်းတင်ထားမှသာတခုခုမှတ်ထားမှသာကျမတို့တွေသိရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးတင်ပါတယ်မေးခွန်းတွေအတွက်အချိန်ကုန်ပါပြီကျမတို့တွေမေးခွန်းတွေအားလုံးမှတ်တမ်းတင်ထားပါတယ်ပြီးရင်ဒီ call ကနေပဲကျမတို့တွေမှတ်တမ်းလှမ်းပြီးတော့လဲပို့ပေးမှာဖြစ်တယ် follow up လဲလှမ်းပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ဟောပြောသူတဦးချင်းစီကိုကျွန်မဖိတ်ခေါ်ချင်ပါတယ်။တရားနေသိရှိလိုက်တဲ့အဓိကသင်ခန်းစာတစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်ရရွာကိုပြောချင်တဲ့အဓိကသတင်းစကားတစ်ခုပဲဖြစ်ဖြစ်ပြောပြပေးလို့ရပါတယ်။ Jan Kwapina Tushao Nick Batjing အဲ့ဒီအစီအစဉ်တိုင်းပြောပေးပါ။ဟုတ်အဲ့တော့ဒီမှာ present တင်ပြချက်တွေအားလုံးကိုမိကုန်းတွေအားလုံးကိုကြည့်လိုက်တဲ့အခါမှာဘာသိရလဲဆိုတော့ရက်ရွာတွေကအထီးကျန်မနေဘူးဆိုတာကိုသိရပါလိမ့်မယ်ဒီပြဿနာကိုရင်ဆိုင်တဲ့အခါမှာဖြေရှင်းတဲ့အခါမှာရက်ရွာအထီးမကျန်ပါဘူးဆိုတော့မဟာမိတ်တွေကိုရှာဖွေကြပါပူးပေါင်းမဲ့အဖွဲ့အစည်းတွေကိုရှာဖွေကြပါပူးပေါင်းမဲ့ရက်ရွာတွေကိုရှာဖွေကြပါကိုဒေတာတွေကတမကတွေကိုရှာဖွေလို့ရတယ်အဖွဲ့အစည်းတွေကိုရှာဖွေလို့ရတယ်တမကတွေကိုရှာဖွေလို့ရတယ်နိုင်ငံတကာမိတ်ဖက်တွေကိုရှာဖွေလို့ရတယ်ကုမ္ပဏီနဲ့ချိတ်ဆက်လုပ်ဆောင်နေတဲ့ယင်းနှိမ့်မြှုပ်နှံသူတွေကိုကျမတို့တွေရှာလို့ရတယ်တခြားရေးရွာတွေကိုရှာလို့ရတယ်ကိုယ့်ရဲ့ဒီ data နဲ့အသိပညာကိုသုံးပြီးတော့ဒီလေ့လာစောင့်ကြည့်မှုလုပ်ငန်းပို့ပြီးတော့အားကောင်းအောင်ကူညီပေးမဲ့မိတ်ဖက်တွေကိုရှာဖွေကြပါလို့တိုက်တွန်းချင်ပါတယ်။ကော်ပီနာအဲ့လဲပါ။ဟုတ်ဂျန်ပြောတဲ့ကိုလည်းကျွန်တော်လုံးဝထောက်ခံတယ်။ရရွာတွေအနေနဲ့မလုပ်တင်တယ်လဲဆိုတော့ကိုမြင်တဲ့ဟာတွေကိုစနစ်တကျပြီးတော့စဉ်ဆက်မပြတ်မှတ်တမ်းတင်ရပါမယ်။ကိုဘာမြင်လဲမြင်တဲ့ဟာတွေမှတ်တမ်းတင်တာပါ။ပြီးတော့ယုံကြည်စိတ်ချဖွယ်ရဖြစ်တဲ့အတိုင်းတာမှုတွေနဲ့သုံးပြီးတော့အချက်လက်တွေကောက်ယူပါသိမ်းပါ
တခုခုပြောင်းလဲသွားပြီဆိုတာမျိုးလောက်ပဲပြောလို့မရဘူးအဲ့ဒီအစားဒီအပြောင်းလဲကဘလို့အပြောင်းလဲမျိုးဖြစ်တယ်လဲဘလို့တိုင်းတာတာလဲကိုဘလို့သိတယ်လဲဆိုတဲ့အချက်လက်တွေအကုန်ပါအောင်လို့မှတ်တမ်းတင်ပါ sample နမူနာတွေလည်းယူသိမ်းတာပါခုနပြောသွားသလိုမျိုးပေါ့အဲ့လိုမျိုးရေးညဉ့်ညမ်းလာတယ်ဆိုတာသိပြီဆိုလို့ရှရင်ရေဘူးနဲ့တခါတည်းကောက်သိမ်းပြီးတော့ဘေးနားမှာစာလေးကပ်ပြီးရေးပြီးမှတ်ထားလိုက်ပါဟုတ် Nick အလှည့်ပါစက္ကန့်30အတွင်းပြောပြပါသတင်းစကားအကြံပြုချက်တစ်ခုခုဆိုတော့ရက်ရွာလေးကိုကျွန်တော်ပြောချင်တာကတော့ဒီလေ့လာစောင့်ကြည့်ခြင်းဖြစ်စဉ်ကိုသေချာတိဆောက်ပါ။ဘာပြင်ဘယ်လိုလေ့လာစောင့်ကြည့်မယ်ဆိုတဲ့နည်းလမ်းတွေကိုရှာဖွေလေ့လာပါ။ကိုယ့်ရဲ့အရင်အမြစ်တွေကိုမြေပုံဆွဲပြီးတော့သိမ့်ပါကိုယ့်ရဲ့အရင်အမြစ်တွေကဘယ်လိုရှိနေကြောင်းကြည့်ပါ။ဥပမာငါတို့စီမှာရေတွင်းဘယ်နှတွင်းရှိတယ်လဲ။ရေဖြတ်စီးတဲ့စမ်းကြောင်းဘယ်နှခုရှိတယ်လဲစသဖြင့်လုပ်ပါ။အဲဒီလိုအချက်အလက်တွေကိုရအောင်စူးစီးပါပြီးတော့ဒါတွေကိုဘယ်လိုလေ့လာစောင့်ကြည့်မယ်ဆိုတဲ့စနစ်တစ်ခုတည်ဆောက်ပါ။ပြီးတော့ဒီလိုဘယ်လိုလေ့လာစောင့်ကြည့်ပါမယ်ဆိုပြီးတော့သိလာတဲ့အခါမှာလိုအပ်တဲ့နည်းကိရိယာတွေစက်တွေကိုလည်းနောက်ပိုင်းမှာပို့ပြီးတော့သိလာပါလိမ့်မယ်ဆိုတော့အရင်ဆုံးကတော့ကိုယ့်ရဲ့ရွာမှာဘယ်လိုအရင်မြစ်တွေရှိနေသလဲဘယ်လိုအရင်မြစ်တွေကိုလေ့လာစောင့်ကြည့်ရမလဲဆိုတဲ့နည်းလမ်းတွေကိုအရင်သတ်မှတ်ချမှတ်ထားပေးရပါမယ်ဟုတ်တော်တော်များများကအရင်ကောက်ကောက်မွန်ပြောခဲ့ပြီးဆိုတော့ဘယ်နာကိုထပ်ပြီးတော့ပြောရမလဲတော့ကျွန်မမသိဘူးဖြစ်နေတယ်ကျွန်မကတော့ရှေ့ကပြောတာကိုပဲထပ်ပြီးတော့ထောက်ခံချင်ပါတယ်နီလန်တစ်ခုအရင်သတ်မှတ်ပါလုပ်ငန်းစဉ်တစ်ခုအရင်သတ်မှတ်ပါဘသူကဘယ်အပိုင်းကိုမှတ်တမ်းတင်မယ်ဆိုတဲ့အပိုင်းကိုအချင်းချင်းသိအောင်လုပ်ကြပါပြီးတော့ခုနပြောသလိုမျိုးပဲအရင်မြစ်တွေကိုမြေပုံဆွဲပြီးတော့ဘယ်အပိုင်းကိုတော့ငါတို့တွေအရေးအကြီးဆုံးလေ့လာစောင့်ကြည့်ဖို့လိုတယ်ဆိုပြီးတော့ဆုံးဖြတ်သတ်မှတ်ကြပါဒါဆိုရင်တော့ပို့ပြီးတော့ရှင်းလင်းလာပါလိမ့်မယ်ပြီးတော့အချိန်စရာတစ်ခုလိုမျိုးပုံမှန်ဖြစ်လာပါလိမ့်မယ်ပြီးတော့ယနေ့တက်ရောက်ကြတဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဂျိမ်းနောက်ဆုံးမှတ်ချက်ဖြစ်ပါတယ်ဒီလေ့လာစောင့်ကြည့်မှုလုပ်မဲ့ရက်ရွာတွေကိုအကြံပေးချင်တာမှတ်ချက်ပေးချင်တာတခုပြပြပေးပါဂျင်းရှိသေးလားဟုတ်ဂျင်းထွက်သွားပြီလားမသိဘူးလိုင်းပြုတ်ကျသွားတာလို့ထင်ပါတယ်ယနေ့တရားပေးကြတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်။ပါဟောပြောသူတွေအားလုံးကိုလည်းကျွန်မကျေးဇူးအများကြီးတင်ပါတယ်။ကိုယ်အတွေ့အကြုံတွေအသိပညာတွေရောအခုလိုမျှဝေပေးသွားတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ကာလို့စီကိုပြန်လဲလက်လွှဲပါတယ်။ဆီယနာကျေးဇူးအများကြီးတင်ပါတယ်။တက်ရောက်ကြသူအားလုံးကိုလည်းအချိန်9မိနစ်ကြော်ပြီးတော့နေပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ယနေ့ပြောပြတဲ့အကြောင်းအရာတွေကအင်မတန်မှစုံလင်ပြည့်စုံတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။မေခွန်မှတ်ချက်များစွာရှိနေကြောင်းကျွန်တော်တို့သိပါတယ်။အဲ့ဒီချက်ထဲကရေးသားသမျှစာသားတွေအားလုံးကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါတယ်။ပြောဟောပြောသူတွေစီကိုကျွန်တော်တို့လှမ်းပြီးတော့ပို့ပေးပါအောင်မယ်သူတို့စီကနေပြီးတော့အဖြေတွေပြန်ရလာတဲ့အခါမှာမဖြေရသေးတဲ့မိကုန်းတွေဖြေဆိုထားတဲ့ follow up တွေကိုလည်းအားလုံးစီကိုပြန်ပြီးတော့မျှဝေပါမယ်ဒီနေ့လောက်ထားတဲ့တင်ပြချက်ကိုကျွန်တော်တို့မှတ်တမ်းတင်ထားပါတယ်ဒီဗီဒီယိုမှတ်တမ်းရောပြီးတော့မိကုန်းတွေကိုဟောပြောသူတွေကဖြေပေးထားတဲ့အဖြေတွေရောကိုကျွန်တော်တို့နောက်မှထပ်ပြီးတော့ပို့ပေးပါမယ်ကျွန်တော်တို့ဟောဒီကွန်ရက်ထဲမှာလည်းဆက်သွယ်မပြတ်တမ်းနေကြပါယနေ့